ရောက်စီတိုင်းအတွက်ဖျားရှင်ပြင်ဆင်ပေးထားတဲ့မင်္ဂလာတွေကကြီးမားလုံးတယ်အာမင်နော်အဲ့ဒီမင်္ဂလာတွေကိုဝင်စားဖို့ဟာဘုရားလည်းတကယ်လို့တော့ရှိတယ်ဘုရားအာမင်โอเคနော်ဒါမဲ့တင်လွယ်လွယ်နဲ့စိတ်ဓာတ်မကြတတ်တဲ့သူဖြစ်ဖို့အရေးကြီးတယ်အာမင်ဒါလေးပဲဆရာအားပေးခြင်းတယ်လွယ်လွယ်နဲ့စိတ်ဓာတ်ကြရင်ဘုရားပြင်ဆင်တာဘာကြောင့်လဲဆိုတော့စာတန်ကသူ့ရဲ့အဓိကပြဿနာသူမနာလို့ဒါအောင်ဖယားသားသမီးတွေဟာသူများကိုတွားပြီးတော့မနာလို့တဲ့စိတ်မရှိစေနဲ့အဲ့ဒါတို့အဖရဲ့အသွေးမဟုတ်ဘူးအာမင်ဟာလေလုယာမနာလို့ဘူးဆိုတာကကိုယ်ဖယားပြင်ဆင်ထားတဲ့အရာကိုသိထားရင်ဘာမှဖြစ်เสียအကြောင်းမရှိဘူးသူများကိုတွားမနာလို့ဖြစ်တယ်ဆိုကြတဲ့ဟိုကိုဘယ်သူလဲဆိုတော့ကိုမသိတဲ့လူတွေပဲမနာလို့ဖြစ်တာတော့ဘာလို့ညီကောင်မောင်မတို့ဘယ်တော့မှမနာလို့မဖြစ်နဲ့အဲ့ဒါတို့အဖရဲ့ DNA မဟုတ်ဘူးအဲ့ဒါစာတန်ရဲ့ DNA come on ဆရာနားလည်ပြောမယ်တို့အဖရဲ့ DNA မှာမနာလို့လဲဆိုတာမရှိဘူး hello ဒါပေမဲ့တို့ကောင်းစားတာကိုမနာလို့တာကစာတန်လုံးဝမနာလို့တာစာတန်ဆိုတော့ तू ကဘာလို့မလဲလို့ပြောလာရင် तू ကတို့ရဲ့အသက်တာကိုအမျိုးမျိုးသောနီးနဲ့ခလုတ်တွေတိုက်အောင် तू လုပ်လိမ့်မယ်စိတ်တက်ကြအောင် तू လုပ်လိမ့်မယ်စိတ်ပြအောင် तू လုပ်လိမ့်မယ်ဘယ်လိုခေါ်မလဲလုံးဝဘယ်လိုငါမလုပ်တော့ဘူးကွာဆိုတာမျိုးဖြစ်လိမ့်မယ်ငါမလုပ်တော့ဘူးကွာဆိုတာမျိုးဖြစ်လိမ့်မယ်ဒါပေမဲ့ကာလကဲ့သို့ come on ကာလလို့ပြောရအောင်ကာလကဲ့သို့လုံးဝစိတ်တက်မကြတဲ့သူတွေဖြစ်ဖို့အရင်ကြီးတယ်ရှင်းပြောရရင်ဗျာကာလိုက်ရဲ့ဘေးနားမှာရှိတဲ့သူတွေအနှုတ်လက္ခဏာတွေပဲပြောနေပြီလုံးဝမဖြစ်နိုင်ပါဘူးကွာမင်းစိတ်တက်ကြစရာအများကြီးပဲဒါကြောင့်ခါနာန်ပြည်မှာရှိတဲ့သူတွေကရှာပြောမယ်နော်ခါနာန်ပြည်မှာရှိတဲ့ sorry ခါနာန်ပြည်မဟုတ် sorry အေဂုတုပြည်ထွက်လာတဲ့သူတွေတောမှာလဲနေတဲ့သူတွေရဲ့အသက်ကအရှိဆုံးဘယ်လောက်လဲဗျာโอเคကြည့်မကြည့်အောင်မကြည့်ဘယ်လောက်လဲပြမယ်90ခုမြောက်သောစာလံချက်သွား90ခုမြောက်သောစာလံကျမ်းစာအုပ်ကြည့်နော်ဒီကျမ်းစာအုပ်ကိုကြည့်ကျမ်းစာအုပ်ရဲ့90ခုမြောက်သောစာလံရဲ့အခန်းကြီး3ညမှာဗာပြောလဲအခန်းကြီး3ညโอเคအဲ့ဒါ तू အခန်းကြီးမရှိလို့3ညလို့ပြောလိုက်တာဟုတ်လားဒါဒီမှာဆိုမတွေ့ရအောင်အခန်းကြီး3ညလို့ပြောနေတာဒါဟို digital သမားတွေဒုက္ခရောက်ပြီကျမ်းစာအုပ်ကန်ရင်မတွေ့ရဘူးလားတွေ့ရတယ်ကျမ်းစာကန်ဘာပြောလဲဘုရားသခင်လူမောရှေပြုသောပဌနာဆိုအခန်းကြီး90ကဘသူဆူတောင်းတဲ့အရာလဲမောရှေဆူတောင်းတဲ့အရာမောရှေရေးထားသောစာတာဟုတ်ပြီနော်ဆိုမောရှေကဘာတွေ့ခဲ့လဲဆိုတော့မောရှေကရှစ်ကနေစကြည့်တဲ့အခါမှာကျွန်ုပ်တို့၏ဒုစရိုက်များကိုရှေ့တော်၌၎င်းဝှက်ထားသောအကျင့်များကိုမျက်နာတော်အလင်းထဲ၌၎င်းလှန်ထားတော်မူ၏ကျွန်ုပ်တို့သည်အမျက်တော်ခံရသောကြောင့်နေ့ရက်ကာလရွေ့သွား၏နှစ်များတို့သည်စိတ်ထင်ကဲ့သို့လွန်တက်ကြပါ၏ကျွန်ုပ်တို့၏အသက်အရွယ်သည်အနှစ်80အတိုင်းရှိပါ၏သူရှေ့မှာအဲ့ဒီအေဂုတုပြည်ထွက်လာတဲ့သူတွေဟာအများဆုံးအသက်ရှင်80ပဲတဲ့ဘယ်မှာတည်ကြလဲတောမှာလဲပြီးတော့တည်ကြလို့ကျမ်းစာမပြောဘူးလားဆိုတော့ဘာတွေ့ရလဲကျွန်တော်တို့အမျက်တော်ခံတော့ရနေ့ရက်ကာလရွေ့သွားရင်နှစ်များတို့ဒီစိတ်ထင်ကဲ့သို့လွန်တက်ကြပဲခမောင်ပြောစိတ်ထင်ကဲ့သို့ဖြစ်လဲလွန်တက်ကြပါ၏တဲ့ဆိုတော့ပြီးတော့မှအာကြီး၍အနှစ်80ပြည့်တော်လဲငါတွေ့ခဲ့တဲ့ထဲမှာတော့မောရှေတွေ့ခဲ့တဲ့ထဲမှာတော့လူတွေကအသက်80ပဲပြီးတော့မှအဲ့ထဲမှာအာကြီးတဲ့သူကဂျမိုင်လိုက်စားမယ်ဟလားဒေချာနေမဲ့လူအနည်း80အာကြီးရအနည်း80ပြည့်တော်လဲဝါကြွားခြင်းသည်ပင်ပန်းခြင်းနဲ့ဝမ်းနည်းခြင်းဖြစ်ပါ၏ထိုအသက်သည်လည်းမြန်မြန်လွန်၍ကျွန်တော်တို့စုတည်ကြပါ၏တဲ့ဆိုတော့ तू မြင်တွေ့ရတဲ့အရာကဘာဖြစ်လဲဆိုတော့ तू ရှေ့မှာအဲ့တောထဲမှာတည်တဲ့သူတွေအလုံးအသက်80ပြီးတော့မှအလွန်ဆုံး
80ပဲ80မကျော်80မကျော်ဒါမဲ့သူကတော့တဲ့သူစနာမောရှေကဒါသူ့ရဲ့ experience ရသူရေးနေထားမှာတောထဲမှာရှိတဲ့သူတွေအားလုံး80မကျော်ဟုတ်ပလားဘယ်လောက်လဲ80 90နဲ့80ကြားမှာအလွန်ဆုံး80ပဲကွာတဲ့ဒါပေမဲ့အန်ဩစရာကောင်းတာကယောရှုမတ်စာကိုချက်လေးသွားရအောင်ယောရှုမတ်စာအခန်းကြီး14အာမင်ဒီနေ့ကျွန်တော်အားပေးခြင်းတဲ့အရာတခုကဖယားနောက်ကိုလုံးလုံးလိုက်တဲ့အမှုတော်ဆောင်တွေဖြစ်ပါစေအာမင်ဘယ်အခြေအနေဘာအနှုတ်လက္ခဏာဘာတွေပဲဖြစ်လုံးလုံးလိုက်တဲ့သူတွေဖြစ်ပါစေအာမင်လူတွေထင်တာဆရာဝေဖန်ကိတ်ရဲ့ချင်းအပြင်ဆရာစိတ်သက်ကြသွားမယ်လို့ထင်လားပါလားတော့မသိပါဘူးဝိုင်းပြီးတော့တိုက်ခိုက်ကြတယ်ဆရာကယူကိုမဆိုင်တာကိုမဆိုင်တာအဲ့ဒီ DNA တင်းတို့ရစေရှင်တယ်အာမင်လုံးလုံးလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ကပါလဲသူများအနှုတ်လက္ခဏာတွေဘာပဲပြောအရေးကိုမကြည့်ဘူးအာမင်အရေးကိုမကြည့်ဘူးတင်ရတော့ဘာဖြစ်လဲငါကတော့ဖရားအတွက်ဆက်ပြီးတော့အသက်ရှင်ပါပဲပြောကြည့်အောင်ငါကတော့ဖရားအတွက်ဆက်ပြီးတော့အသက်ရှင်ပါပဲအာမင်ဘယ်လိုချင်းနေပဲဖြစ်ဖြစ်ဘယ်လိုတိုက်ခိုက်ချင်းနေပဲလာဘယ်လိုပဲစိတ်တက်ကြောက်မလို့ငါတော့ပြောရအောင်တခါလေမှမိသားစုအပင်လေကိုယ့်ကိုအားမပေးတဲ့အချိန်မျိုးရောက်လာလိမ့်မယ်သို့တော်ညာလဲငါတော့ဖရားခင်နောက်ကိုလုံးလိုက်မှာပဲငါဖရားခင်အတွက်ပဲအသက်ရှင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကအရင်ရေးကြည့်တယ်အာမင် Come on ကျွန်တော်ကတော့ရှင်းလေးပဲအမုံမြတ်ဆုံးအလုပ်ကိုဖရားပေးထားတဲ့အတွက်ကြောင့်ဘာနဲ့မှမလဲနိုင်ဘူးအာမင်အာမင်ဥပမာဗျာကျွန်တော်လည်းမျက်နှာဘိုးကတက်လို့မရအောင်ဥပမာဗျာကျွန်တော်ရုပ်ရှင်မင်းသားလာလို့ပါလို့ခေါ်ရင်တော့မှဥပမာဟုတ်တယ်နော်ဟောလီဝုဒ်မရရင်တော့မှကွာဘောလီဝုဒ်လောက်တော့ဒါဖြစ်သွားနိုင်တဲ့အနေထားရှိတယ်မရလဲအမအနေထားနည်းနည်းလေးဝိတ်တင်လိုက်ဟာဘောလီဝုဒ်ပဲမပြောချင်ဘူးဒါတွေကဒါပေမဲ့ဆရာပြောပြချင်တာဆရာပြောမလဲဘူးအရန်ခေါ်တော့တကားလောက်ပြေးရရင်ရိုက်ပြလိုက်မယ်ဥပမာပြောရဒါပေမဲ့အဲ့ဒါကျွန်တော်ရဲ့ first priority မဟုတ်ဘူးကျွန်တော်ရဲ့ဦးစားပေးအမှုတော်ဆောင်ခြင်းပဲကျွန်တော်ရဲ့လုံးဝရွေးချယ်ထားတာကအဆုံးထိလုံးဝကျင့်နှက်စရာကဆရာရဲ့မမောနိုင်တဲ့အလုပ်ကပါလဲသိလားအဲ့ဒါမှတ်တာတင်ဘာပဲလုပ်တင်လုံးဝမငင်းငွေပဲနဲ့မမောပဲနဲ့ဘလောက်ပင်ပန်းဒီဖြစ်စေတင်လုံးဝမပင်ပန်းတဲ့အလုပ်ကအဲ့ဒါတင်ခေါ်ထားတဲ့အလုပ်ပဲအာမင်ရှင်းပြမယ်ကျွန်တော်ကတခြင်းတော်ဆိုတတ်တယ်အဆိုတော်မဟုတ်ဘူးကျွန်တော်ကအဆိုတော်မဟုတ်တဲ့အတွက်ကြောင့်ရှင်းပြမယ်ဆရာအဆိုတော်တွေကဒီစတူဒီယိုခန်းထဲမှာတရလောက်ထိုင်ပြီးတော့ရေလေးတောင်းလိုက်ဒီချင်းလေးလှုပ်လိုက်ကျွန်တော်စိတ်မရှိဘူးအဲ့ဒီကိစ္စသူတို့လိုကျွန်တော်မလုပ်နိုင်ကျွန်တော်ဖိုးတာကိုလှမ်းပြဖိုးတာရေဆရာချင်းလာဆုံးမယ်နော်โอเคပြင်ဆင်ထားလိုက်နော်တချို့တချင်းနေဆိုရင်ဆရာတစ်ခေါက်တည်းအစဆုံးတစ်ခေါက်ဆိုလဲဆိုပြီးသွားပြီတိုးသွားပြီဆရာမို့အဲ့ဒါဘာကျန်တဲ့ကိစ္စကသူတို့ကိစ္စပဲသိမလားအရေးကြီးတာဆရာဆိုတော့မဟုတ်ဘူးဒီတချင်းစာသားတွေအပြင်လူတွေကောင်းကြီးဖြစ်သွားရင်ရပြီစတူဒီယိုခန်းထဲမှာတိတ်မကြောက်ဘူးဆရာဘာလို့ဆိုဒါကဆရာရဲ့ priority first priority မဟုတ်ဘူးဆရာရဲ့ priority ကဆရာသိနေတယ်ဟုတ်ပါနော်ဒါနံပါတ်တစ်ခုတော့ရှိတယ်တင်းလောက်ရမယ့်ပုံစံတွေကတော့အမျိုးစုံရှိနိုင်တယ်ဒါပေမဲ့တင်းရဲ့တကယ့်အရာကဘာလဲဆိုတော့တစ်ခုရှိတယ်တင်းရဲ့နေနမိတ်ကိုတင်းသိဖို့အရင်ရေးကြည့်တယ်ဟုတ်နော်နေနမိတ်ကိုတင်းသိဖို့အရင်ရေးကြည့်တယ်ဥပမာကွာ
ဆရာထမ်းတောင်းဆိုရင်ဆရာထမ်းတောင်းဆိုရင် तू ကသူ့ youth pastor လုပ်ခိုင်းလို့တိတ်ကောင်းကြီးခံစားမှာမဟုတ် youth တွေကဒါပေမဲ့တကယ် pastor heart ရှိတဲ့သူကဆရာကင်းပါ तू တကယ် pastor အစ်တကယ်အစ် तू ကဒါပေမဲ့ तू က worship leader အရန်လှုပ်ချင်လို့လေလှုပ်လို့ရတယ်ဒါပေမဲ့ဘိတ်သိမ့်မတူသူလှုပ်လို့ရတယ်ဒါပေမဲ့သူ့ထက်နဲ့စီးထွက်တဲ့အရာကြီးอ่ะတချင်းနေတချင်းနေသူ့ထက်နဲ့စီးထွက်တဲ့တချင်းကိုဆူလိုက်တဲ့အခါမှာကောင်းကြီးရမ်းဖြစ်တယ်ဒါပေမဲ့သူကတကယ် worship ပါတော့ဟုတ်တယ် worship leader မဟုတ်ဘူး तू က worship leader ကိုမွေးထုတ်ပေးနိုင်တဲ့သူကတော့ဘာလဲမသိဆရာပြောချင်တာ तू က worship leader မဟုတ်ဘူး तू က worship leader တွေကို true worshipper တွေဖြစ်လာအောင်သင်ပေးနိုင်တဲ့သူကတော့ဘာလဲမသိတော့ဘောနော်ဒါကြောင့်သူ့ကိုဖခင်သခင်ကဘာထည့်ပေးလဲဆိုတော့တချင်းတွေထည့်ပေးတယ်စာသားတွေထည့်ပေးတယ်တန်စင်တွေထည့်ပေးတယ်ထည့်ပေးတယ်ဒါသူ့ရဲ့ area ဒါပေမဲ့တကယ်သူ့ရဲ့တကယ် area အမှန်ကြီးပါကြီးလဲဆိုတော့ तू အတင်းအုပ်အစ် तू အတင်းအုပ်အစ်ရောလာမသိဘူးဆရာထမ်းတောင်ကြတော့ तू ကတင်းအုပ်လို့ရင်ကစင်ကလေးတွေတိုးကလေးတွေကဘယ်သွားလို့သွားမှမသိတဲ့အချိန်တွေမျိုးလေးတွေဖြစ်ကုန်နေမယ်တကယ်ဆရာမမြင်ဒါပေမဲ့ तू ကဘယ်မှာပြန်ကောင်းလဲ worship မှာပြန်ကောင်းပြောင်း तू ကသူ့ဖျားထားတဲ့နေရာမတူအော်ဆရာမနော်ဆိုကြည့်လိုက်ရင်ရိုးအေးလေးဒါပေမဲ့ तू ကတကယ်ဝိညာဉ်မိခင် तू ကသူ့မှာတကယ်ကို mother heart ရှိတယ်တကယ်ဝိညာဉ်မိခင်တာဆိုဆရာ prophet ပြုဘူးလားမသိဘူးနော်ဆရာမအောင်ပြုမယ်နော်ဝိညာဉ်ပေါင်းမြောက်ဒီလိုလေတာသမီးတွေလေတာသမီးတွေအများကြီးမြင်ရတယ်လေမိခင်လို့လေဒီလိုအုပ်ထားတာမြင်တာဆရာမြင်တာဆိုတော့ဆရာပါမြင်တယ်ထင်လို့လေဒီဆရာနဲ့ဆရာမအားဖြင့်ဝိညာဉ်သားသမီးတွေအများကြီးရုပ်ဖြစ်လာအောင်မှာဆိုတော့ဘုရားပေါ်ပြတယ်ဆိုမြင်လားမသိညီကောင်မောင်မတို့ဆရာကသူ့ဖတ်တာသူ worship leader လှုပ်ရှင်လို့ပဲတက်လို့ဒီကတော့နောက်ဆုံးမှာသူ့ရဲ့ဘူတာကဒီသားသမီးတွေကိုကျွေးမွေးကြည့်ရှုပြုစုပြိုးထောင်မွေးထုတ်အဲ့ဒါသူလုပ်သူတို့လုပ်တယ်မြင်လားမသိညီကောင်မောင်တို့ဒါကြောင့်ဖျားကျွန်တော်ဘာနားလဲစေချင်လဲဆိုတော့ကိုလှုပ်ရမယ့်အလုပ်ကိုပဲကိုစိတ်ဝင်စားဒါပေမဲ့ပြဿနာဘာဖြစ်လဲဆိုတော့ကိုလှုပ်ရမယ့်အလုပ်ကိုမသိတဲ့ပြဿနာမြင်လားမသိဘူးကိုလှုပ်နိုင်တဲ့အခါမှာအဲ့ဒါကိုရဲ့အလုပ်လို့ထင်သွားတယ်လှုပ်နိုင်တဲ့ကိုအလုပ်မဟုတ်ဘူးသိချင်မှတ်တာလှုပ်နိုင်တိုင်းကိုခေါ်ထားတာမဟုတ်ဘူးမဆရာဒေးဗစ်လာနေပြီးတော့မှသိရမလားဟိုတချင်းဆိုတတ်တယ်ဆိုပြီးတော့မှဆရာဟိုစားဘယ်လိုခေါ်မလဲတချင်းလိုက်မဲ့သွားမယ်တရားမဟုတ်ဘာဖြစ်သွားမလဲလမ်းချော်သွားပြီလေဒါလမ်းချော်သွားပြီအဲ့ဒါဆရာလိုက်မဟုတ်ဖျားသခင်က major နဲ့ minor ဆိုခွဲတတ်အောင်တင်ထားပေးတယ်အမှုတော်မြတ်ထဲမှာဘာလဲ major နဲ့ minor ဆိုရှိတယ်သင်ရဲ့ major ကပါလဲသင်ရဲ့ major ဆိုရှိတယ်အဲ့ဒီ major ကိုသင်က minor လုပ်တော့ minor ကို major လုပ်ရင်အဲ့ဒါပြဿနာရှိတယ်ဒီနေ့ဒါကိုနားလည်ဖို့ရည်ကြည်တယ်ဆရာပြောမယ်တရားနာတော့သင်ရဲ့ major ကို minor မလုပ်မိစေနဲ့သင်ရဲ့ minor ကို major ပြန်မလုပ်မိစေနဲ့အဲ့ဒါဆိုရင်ဘာဖြစ်လဲဆိုတော့သင်ရောက်တဲ့နေရာကိုသင်မရောက်တော့ဘူးဟုတ်ပြီနော်ဆိုတော့ကာလကသူ့ရဲ့အမြဲတမ်းဖ
positive ဆရာလေ့လာတဲ့အခါမှာဒီကာလက်ရဲ့ mindset က तू က positive mindset ဘယ်သူဘာပဲပြော positive ဘယ်သူဘာပြော positive come on ဆရာအဲ့ဒါကိုလိုချင်တယ်ဒီ generation ဘယ်သူဘာပဲဘလို့အနှုတ်လက္ခဏာဘာပဲပြောတင်က positive ပဲပြန်ယူတတ်တဲ့သူဖြစ်ပါစေ come on ကာလက်မျိုးဆက်တွေဖြစ်ရမယ် positive mindset ပြော positive mindset come on positive mindset ဆရာကြားချင်တယ် positive mindset ဘယ်သူတွေဘာပဲပြောအနှုတ်လက္ခဏာတဲ့အပေါင်းလက္ခဏာကိုယူတတ်သောသူတွေဖြစ်မယ်ဆိုရင်သင်ကာလက်ကဲ့သို့ပဲအမွေခံရတဲ့အခွင့်ကိုဘုရားခင်ပြင်ဆင်ပေးလိမ့်မယ်မဖြစ်နိုင်တဲ့အခြေအနေတွေမှာပြင်လေဖြစ်ရတဲ့အခွင့်ကိုဘုရားခင်ပြင်ဆင်ပေးလိုက်မယ်ဝန်ခံတဲ့သူတဖျားရှင်ကောင်းကြီးပေးပါစေအာမင်ဆိုတော့မကြည့်အောင်အမြဲတမ်း negative တမအုပ်စုဖွဲ့တတ်တယ်တတိထားခင်ဗျာ ministry ထဲမှာ negative တမအုပ်စုဖွဲ့တတ်တယ်မကြားမှာဆိုလို့ပြန်ပြောမယ်ဒါတွေခင်ဗျားတို့ဧကံမုတ်ချကြုံရလိမ့်မယ် come on negative တမအမြဲတမ်းအုပ်စုဖွဲ့တတ်တယ်တော့ပေါ့နော်ဆိုတော့သူရဲ့အုပ်စုထဲမှာသူတို့ကကိုက positive သွားပြောရင်သူတို့လက်မခံချင်ဘူးဒီ negative အုပ်စုလေးကဘာလုပ်လဲဆိုတော့သူတို့ကအုပ်စုလေးဖွဲ့ပြီးတော့မှသူကpositive သမားတွေကိုသူတို့ကပြန်ပြီးတော့ကိတ်ရိုက်ချင်တယ်သတိထားတာ ministry ထဲမှာရှိတယ်ဒါပေမဲ့ပြီးတော့သူတို့ပြောတဲ့စကားတွေအားလုံးကြည့်လိုက်ကြည့်ခွန်အားမရှိဘူးအနှုတ်လက္ခဏာတွေပဲပြောမယ်အနှုတ်လက္ခဏာကြီးပဲဆိုတော့ဒါကြောင့်နှုတ်ကပတ်တော်ပြောတယ်မတရားသောသူတိုက်တွန်းခြင်းတို့မလိုက်နဲ့တဲ့အဲ့ဒါဘယ်မှာမှရှိတာမဟုတ်ဘုရားကျောင်းထဲမှာရှိတယ်ဘုရားကျောင်းထဲမှာပါရှိလဲမတရားသောသူတိုက်တွန်းခြင်းတို့မလိုက်ခင်ဗျာသတိထားရှိတယ်ကျမ်းစာအုပ်ကင်ထားရင်းနဲ့ကိုကျမ်းစာအုပ်ကြီးယူတော့မှသူလိုချင်တာဆွဲယူပြီးတော့မှ negative ယူသွားတဲ့အဖွဲ့တွေအများကြီးရှိတယ်ကျမ်းစာအုပ်ကြီးကင်ပြီးတော့မှသူလိုချင်တဲ့ negative ကိုယူသွားတဲ့လူအများကြီးရှိတယ်ဒါပေမဲ့ဒီကျမ်းစာအုပ်ကလိုတယ်လို့ယူလို့ရပါမယ်လိုတယ်လို့ယူရတာမဟုတ်ဖခင်ယူခိုင်းတဲ့အတိုင်းပဲယူရတာအာမင် come on ဒီကျမ်းစာအုပ်ကသင်လိုတယ်လို့ယူလို့ရတယ်ဒီကျမ်းစာအုပ်မှာအများကြီးပဲဘာလို့ဆိုဒီကျမ်းစာအုပ်ကဖခင်ကအကောင်းကြီးရေးထားမှာအကောင်းလေးရေးထားတယ်အဆိုးလေးရေးထားတယ်လုံးဝထိန်ဝှက်ထားတာမရှိဘူးဒါဝိဒ်အကြောင်းကိုကောင်းကြီးပဲရေးလို့ရတယ်ဒါဝိဒ်မကောင်းတာဘာလို့ရေးထားလဲပြောပြချင်တာကသင်ယူအဲ့ဒါကိုသင်ယူဒါဆိုရင်စာရန်လက်စားပလိုက်တယ်အာဒံကိုဘာလို့လက်စားလို့ရတာလဲဟမ်သူရှေ့မှာဖြစ်ခဲ့တဲ့လူတွေဒီဘယ်လိုခေါ်မလဲ example မရှိဘူးသူမှာမရှိတော့သူမှာသင်ယူရမယ့်သူမရှိခဲ့ဘူးတို့တွေကအရှိမဆုံးရှုံးခဲ့တဲ့သူတွေရှိတယ်အောင်မြင်ခဲ့တဲ့သူတွေရှိတယ်ဆုံးရှုံးတဲ့သူကပြန်အောင်မြင်သွားတာလည်းရှိတယ်အဲ့ဒါဆိုရင်သင်ခန်းစာပြန်ပြီးတော့ဘလို့အသက်ရှင်ရမလဲဆိုတာသိအောင်ဘုရားခင်တာကြီးပေးထားတာအာမင်ကိုလိုချင်တာဆွဲယူပြီးတော့မှပေါက်ရလုပ်ဖို့မဟုတ်ဘူးကိုလိုချင်တာဆွဲယူပြီးတော့မှပေါက်ရလုပ်ဖို့မဟုတ်ပဲနဲ့ဘုရားသခင်ဆိုလိုရင်းကဘာလဲဆိုတာသိပြီးတော့မှဘုရားခင်ရောက်စေခြင်းနဲ့လမ်းကိုရောက်အောင်ဒါ map ဖြစ်ရမယ်အာမင် road map ဖြစ်ရမယ်အာမင်အာမင်โอเคဆိုတော့ဒီမှာကြည့်အရေးကြီးတာသင်ဟာnegative ထဲမှာသင်မရှိဖို့ဘုရားလိုတော်ရှိတယ် yes amen မဖြစ်နိုင်တော့ပါဘူးကွာဒါတွေကတော့ဖြစ်မှာမဟုတ်ပါဘူးကွာလကားပါကွာဆိုရင်ခင်ဗျားထွက်ခဲ့လိုက်အဲ့နေရာနဲ့ငါ့ကိုခွန်အားနဲ့ပြည့်စုံစေခရစ်တော်အဖြစ်ခတ်သိမ်းတော်မူငါတက်ဆွမ်းနိုင်လို့ပြောတဲ့အတွက်ကြောင့်မဖြစ်နိုင်ဘူးဆိုတဲ့အနုလက္ခဏာသမားတွေရှိနေရင်ထွက်ခဲ့လိုက်တော့ဆရာကမြန်မာပြည်မှာနေတဲ့အချိန်မှာအစာပိုင်းမှာပြဿနာမရှိပါဘူးဆရာမှာဘယ်သူနဲ့မှလည်းအဆင်မပြေတာမရှိပါဘူးဒါပေမဲ့တစ်ချိန်ရောက်လာတဲ့အခါမှာဆရာရဲ့ပြောချက်တွေကနည်းနည်းလေးထိလာတဲ့အချိန်မှာဆရာခေါ်ပြောတယ်အဲ့ဒီအမှုတော်ဆောင်တွေကခေါ်ပြောတယ်ဒီလိုတရားမဟောပါနဲ့တဲ့သူတို့နဲ့ဆက်ပြီးတော့လက်တွဲချင်တဲ့ကျွန်တော်
ဟိုလူကြိုက်ဟောမှတော့ကျွန်တော်မဟောတော့ဘူးလေညီကောင်မတို့လူအကြိုက်ကိုဟောရမယ်ညီကောင်မတို့ကိုပြောရင်ထိမယ်ဆိုတာတိနဲ့ပြောရတာတယ်အများကြီးရှိတယ်ပရောဖက်ဆိုတာကကိုညှာနေလို့မရဘူးပရောဖက်ဆိုတာဖျားပြောခိုင်းတယ်ပြောရတာပြောတော့ဘာဖြစ်လဲထောင်ကျတဲ့ပရောဖက်တွေအများကြီးပဲကျမ်းစာထဲမှာထောင်ကျတဲ့ပရောဖက်တွေအများကြီးပဲနောက်ဆုံးအသက်ခံတဲ့သူတွေတော့မှအများကြီးရှိတယ် why ဘာလို့လဲဖျားပြောခိုင်းပြောရမှာပဲလေအာမင်ဖျားပြောခိုင်းတော့မပြောဘဲနဲ့ကိုလွတ်ယုံတော့ကိုမထီအောင်ရှောက်ပြောနေဆိုရင်ညီကောင်မတို့အဲ့ဒါဖျားမှုတော့ဆောင်မဟုတ်တော့ဘူးကိုညာနေတဲ့ဖွဲ့တွေကိုညာတဲ့ဖွဲ့တွေကျမ်းစာယေရှုကိုယ်တိုင်ဘာပြောလဲမင်းငါတော့လိုက်ချင်တယ်ဆိုရင်မင်းကိုမင်းညင်းပယ်လိုက်တဲ့ငါတော့လိုက်ချင်တယ်ဆိုရင်မင်းကိုမင်းညင်းပယ်လိုက်မင်းထိမှကြောက်နေဆိုရင်မင်းငါတော့မလိုက်နဲ့ငါတော့မှလဝကတ်တိုင်အောင်ငါတက်သွားတယ်ဆိုတာကသူများငါဒါပြောရင်သူတို့ငါ့ကိုလဝကတ်တိုင်မဲ့တင်မဲ့ဆိုတာတိနဲ့ငါတက်သွားတာကွာ Come on ငါတော့လိုက်ချင်တယ်ဆိုမင်းကိုမင်းညင်းလိုက်မင်းသူများအပြောခံဆရာအပြောခံမလို့ဆရာစိတ်ဝင်စားတာမဟုတ်မထားသူများဘာလာပြောဆရာမဖြေရှင်းဘူးဘာလို့လဲဖြေရှင်းတယ်ဆိုတာအာယုံစိုက်တဲ့သူပဲဖြေရှင်းတာမှတ်ထားသူများဘာပြောအဲ့ပြောတာကိုလိုက်ပြီးဖြေရှင်းတယ်ဆိုတာအာယုံစိုက်တဲ့အဖွဲ့ပဲဖြေရှင်းတာပြောတော့အာယုံမစိုက်တော့ဖြေရှင်းစရာဘာအကြောင်းမှလည်းမရှိဘူးအရေးကြီးတာသူတို့ဘာသာသူတို့ရှုပ်နေတာကိုသွားရှင်းစရာဘာအကြောင်းမှမရှိဘူးမှတ်ထားသွားရှင်းတယ်ဆိုတာရှုပ်မှရှင်းတာကိုကရှင်းနေတယ်ဘာမှသွားပြီးရှင်းစရာမလိုဘူး yes အာမင်ဒီကိစ္စသူတို့ဘာသူတို့ရှုပ်တာလေကိုနဲ့ပန်ဆိုင်လို့လေတင်ဘက်ကရှင်းနေဆိုရင်ပြန်ရှင်းပြစရာဘာအကြောင်းမှမရှိဘူးတနေ့အဲ့ဒီဟာမှန်လားမှားလားဆိုတော့ဘုရားခင်ကိုယ်တိုင်တက်တည်ထူတဲ့အချိန်ရောက်လာလိမ့်မယ်တော့ဘာလာညီကိုမောင်မတို့တမရှင်းနဲ့ရှင်းစရာမလိုဒါပေမဲ့တခုတော့ရှိတယ်တင်ဖယားနောက်ကိုဟိုလူဒီလူအတန်နေကြားပြီးတော့မှစိတ်တက်ကြပြီးတော့မှမလိုက်ဘူးဆိုရင်တော့သင်မဲ့ပတ်နိုင်မရောက်တာသင်မဲ့စိတ်တက်ကြပြီးတော့အလုံးမလုံးတော့ဆိုသင်မဲ့ရှုံးမှာဒီဇိုင်းမတ်သွားဆရာဒီနေ့ပြောချင်တဲ့ဟာဒီဇိုင်းမတ်လို့အာမင်ဘယ်သူပါလာမပါလာဘယ်သူအားပေးမပေးဘယ်သူကူညီမကူညီရှေ့ဆက်သွားရှေ့ဆက်သွားအာမင်ရှေ့ဆက်သွားပြောရှေ့ဆက်သွားတင်အားပေးတဲ့သူရှိလဲရှိမယ်မရှိလဲမရှိဘူးအားမပေးရင်ထားလိုက်အားမပေးတာထားလိုက်မှတ်ထားတင်ဘုရားခင်အစပြီးတော့အသုံးပြုလာပြီဆိုရင်အားပေးတဲ့သူကနဲသွားပြီးတော့မှတင့်ကိုကဲ့ရဲ့တဲ့သူကပုံများလာလိမ့်မယ်ပိုဆိုတာအားပေးတယ်လို့ဘာလို့နဲ့ကိုယ့်ထဲကနေစကားနှိုက်သွားယူပြီးတော့သူများကိုပြန်ပြောတဲ့ဖွဲ့ရရှိသေးတယ်ကိုသူ့စကားကိုစကားဖြစ်အောင်ပြန်လုပ်ပြီးတော့မှပြောတဲ့ဖွဲ့ရရှိသေးတယ်အဲစကားပိုရှုပ်တယ်မရမှုတော်မြတ်ဆိုတာတိုင်းလောကထဲရှုပ်တယ်ပြီးတော့မှအမှုတော်မြတ်ဆိုတာကဟောလိဝုဒ်ထက်ပိုပြီးတော့တရုပ်ဆောင်ကောင်းတယ်ဟောလိဝုဒ်မှာတရုပ်ဆောင်ကောင်းတယ်ဆိုတာတနာတယ်ဖျားเจ้าထဲမှာ ministry ထဲမှာတရုပ်ဆောင်တဲ့အဖွဲ့တွေကပိုဆိုးတယ်မျက်နှာကြည့်လိုက်ကမှဟိုဝင်းမင်းလာဆရာဖျားခင်ကောင်းကြီးပေးပါစေဟုတ်ကဲ့နော်မျက်နှာလေးအဲ့လိုဒိုးသွားတာဖျားခင်ကောင်းကြီးပေးပါစေသူကသူချင်းကျိုးတဲ့ကနဲ့ဘာထင်လဲမသိဘူးအဲ့ဒီသူပါပဲဖျားခင်ကောင်းကြီးပေးပါစေပြောတဲ့သူပဲဒီလိုလေးလဲလိုက်တာနဲ့ချင်းကျိုးကြောင့်ဆွဲပြီဥပမာပြောတာငါသားလေးသူကသူဒေးဗစ်လာမြတ်ထင်လားမသိဒီလိုတွေလာတဲ့ခွေးဆရာနားနဲ့ဆက်ကြားတာငါသားလေးဟုတ်တယ်ဘာသာအဲ့ဒီသူကအော်စရာကောင်းတော့အဲ့လိုပြောလိုက်တဲ့သူကဆရာရှေ့မှာပဲဆရာအမြဲတမ်းဆရာရဲ့မျက်လုံးကဆရာအလိရှောင်းတည်ဆုံးဆရာရဲ့စတိုင်ဟာโอเคဆရာကဒီလိုမျိုး white ပြီးကြည့်တတ်တဲ့ကောင်
360ဒီဂရီနဲ့ဆရာတကယ်ကြည့်တတ်တဲ့ကောင်မမြင်ဦးထင်လို့ဆရာဖြတ်သွားမလားဆရာအကုန်မြင်တော့ဒိုးရတာပြီးရင်ဆရာရှောင်းပြောပြီးဆရာရှောင်းဒါဆိုဒါအကုန်ပြောသွားတယ်ဒီလိုဖြတ်ပြီးတော့ဆရာကြည့်သွားဟာတယ်အကုန်မြင်တာချို့လည်းဆရာဘယ်လိုသိရလဲစကန်ဖတ်သွားတာအကုန်လုံးဘာဆိုဖတ်တော့ဒိုးရတာဆရာအဲ့တော့သူတို့မသိဘူးထင်တယ်ဆရာတနေ့သူ့ပြောတဲ့သူလဲသူရှိရောက်လဲရောက်ဆရာကြီးတဲ့ဆူတောင်းပေးနေနော်တဲ့ချက်ပြတာလေဘာနဲ့ပြတာဟာတူဆောင်ကောင်းတယ်နော်မြင်သွားတာလေဆရာသဘောပေါက်လားမသိရေးတယ်တူဆောင်ကောင်းတယ်ဟောလိဝုဒ်တနာတယ်တနာအကယ်ဒမီပေးပွဲတို့နောက်ခရစ်စမတ်ဆိုရင်တို့စုမပေးတော့ဘူးအကယ်ဒမီပေးပွဲလုပ်မကောင်းလားတို့ရှိတယ်ညီကောင်မောင်မတော်ဒါပေမဲ့တင်တို့သတိထားမယ်အပိုင်းอ่ะသူများဘာတဲ့အတန်နေဘလို့ပဲထွက်ညီကောင်မောင်မတော်ရတင်ရတော့အမြဲတမ်းမှတ်ထားတင်ဘယ်တော့မှစိတ်တက်ကြသွားလို့မရဘူးစိတ်တက်ကြလို့မရပြောစိတ်တက်ကြလို့မရစိတ်တက်ကြစရာအခြေအနေတွေတို့ကြော်ဖြတ်တတ်တယ်အာမင်စိတ်တက်ကြစရာအခြေအနေတွေကြော်ဖြတ်တယ်ဒါဆိုဆရာတခုပြောပြမယ်သင်မဖြစ်ချင်တာတွေသင်ဘဝမှာဖြစ်လာရတာဘာကြောင့်လို့ထင်လဲသင်မဖြစ်ချင်တာတွေဖြစ်လာပြီဆိုရင်ဘုရားသခင်ကသင်ကိုမဖြစ်ချင်တာတွေသင်ဘဝမှာဖြစ်လာပြီဆိုရင်သင်လုပ်ရမယ့်အရာတွေကိုသင်လုပ်ရမယ့်အရာတွေရှိတယ်လုပ်သင့်တဲ့အရာတွေကိုလုပ်ဖို့ရန်အတွက်ဘုရားသခင်ကသင်ကိုပြန်လည်ပြီးတော့မှနှိုးဆော်တဲ့အရာတွေအများကြီးရှိတယ်သင်မဖြစ်ရှင်တာတွေဖြစ်လာပြီဆိုရင်ဘာကြောင့်ဖြစ်ရလဲလို့မေးခွန်းထုတ်မဲ့အစားကမတေချာနာထောင်ဒါရေးကြည့်တယ်သင်မဖြစ်ချင်တာတွေသင်ဘဝမှာဖြစ်လာပြီဆိုရင်ဘာကြောင့်ကျမဒီလိုဘာလို့ဖြစ်ရတာလဲလို့မေးခွန်းထုတ်မဲ့အစားဖျားသခင်သားကိုဘာစကားပြောနေလဲသမီးကိုဘာစကားပြောနေဘာသင်ချင်တာလဲဆိုတော့ရအောင်သင်တော့အာမင်ပြန်ပြောမယ်မရမှာဆိုလို့ရမယ်လို့ထင်တယ်အားလုံးဒါပေမဲ့မရမှာဆိုလို့ပြန်ပြောမယ်ကိုမဖြစ်ချင်တာတွေဖြစ်လာပြီဆိုရင်ကျမဘာမှားလို့လဲကျွန်တော်ဘာမှားလို့လဲဆိုတာထက်ကို guilty conscious ဖြစ်တာထက်အဲ့လိုမဟုတ်ဘဲနဲ့ဖျားသခင်ဘာသင်ချင်တာလဲမှတ်တော့နော်ဘာသင်ချင်တာလဲရောက်တင်တော့ဖျားသင်နေတာသင်မဖြစ်ချင်တာသင်ဘဝမှာဖြစ်လာပြီဆိုမှတ်ထားအဲ့ဒါဘုရားခင်သင်နေတာအာမင်ဘုရားခင်သင်နေတာသင်တယ်ဆိုတာကသင်ကိုဘာအတွက်သင်တာလဲဆိုတော့ another level အတွက်သင်တာသင်မဖြစ်ချင်တဲ့သင်ဘဝမှာဖြစ်လာပြီဆိုရင်သင်မရောက်နိုင်တဲ့နေရာကိုရောက်ဖို့အတွက်ဘုရားသခင်သင်ကို reposition ပြန်လုပ်ခိုင်းတာ come on သင်မဖြစ်ချင်တာတဲ့သင်ဘဝမှာဖြစ်လာပြီဆိုရင်သင်မရောက်နိုင်တဲ့နေရာကိုရောက်အောင်ဘုရားပို့တော်မှာဖြစ်တဲ့အတွက်ကြောင့်သင်ကို reposition ပြန်လုပ်ခိုင်းတာမရမှာဆိုလို့ဆရာပြန်မယ်ဆရာတော်ဒါအရင်ရေးကြည့်တယ်ဆရာကိုလုံးဝ spoken word နဲ့စကားလာပြောတဲ့ဟာတွေအများကြီးရှိတယ်ဖေယားကိုမဖြစ်ချင်တာတဲ့ကိုရဲ့ life မှာဖြစ်လာပြီဆိုရင်ကိုမရောက်နိုင်တဲ့ level ဘုရားခင်ဆွဲတင်ဖို့ရအတွက်သင်ကို reposition ပြန်လုပ်ခိုင်းတာရှိတယ်အာမင်reposition ပြန်လုပ်ခိုင်းတော့မှမင်းရဲ့ life ကမင်းဒါလို့ဆိုတာဖះပြန်ပြတော့တာဆိုဘာမလုပ်နဲ့တင်မဖြစ်ချင်တာဖြစ်လာပြီဆိုမျက်မှောက်တော်လည်းပြန်တိုးဝင်တော့ဖះနဲ့ကိုးကွယ်တော့ share ကိုးကွယ်တော့ဘာမလုပ်နဲ့ဝမ်းနေတာကြီးကွယ်တယ်ဘာမလုပ်နဲ့ကိုတော့ဘာတင်ချင်းလဲတင်ချင်တယ်လို့ဟုတ်ပြီဖះခင်ဘာတင်ချင်လဲသိချင်တင်ကျမ်းစာအုပ်ကြီးဖွင့်ချလိုက်တော့
ကျမ်းစာဖွင့်ချလို့စပြီးတော့ကျမ်းစာဖတ်တော့ဝိညာဉ်တော်လမ်းပြမှုနဲ့ကျမ်းစာဖတ်တော့အဲ့ဒီချိန်ဖျားခင်ဒုံဆိုခမရကျွန်တော်ပြောပြမယ်ကျမ်းစာဖတ်လို့လုံးဝအရသာရှိဆုံးအချိန်ကကိုမဖြစ်ချင်တဲ့အချိန်တွေမှာရောက်နေတဲ့အချိန်မှာကျမ်းစာဖတ်တာလုံးဝအရသာရှိတယ်ချိုးမြိန်လိုက်တာမှပြားလက်ပုတ်တဲ့ချိုးတယ်ဆိုတော့အဲ့ဒီအချိန်ပဲအာမင်ယောဒနာကျမ်းစာဖတ်လဲကောင်းပါတယ်ဒါပေမဲ့ဘယ်အချိန်မှာကျွန်တော်တို့အရသာရှိဆုံးလဲဆိုရင်အချိုးမြိန်ဆုံးနှုတ်ကပတ်တော်ဖတ်တဲ့အချိန်ကလုံးဝကိုမဖြစ်ချင်တဲ့အချိန်တွေထဲမှာရောက်နေတဲ့အချိန်မှာကျမ်းစာဖတ်တာအရသာရှိတယ်ပြီးတော့မှစကားပြောရင်ဒုံဆိုအထဲကိုထည့်တာဖေဒါတခုဖြစ်လာပြီဆိုရင်သင်စိတ်တက်ကြမှာလားသင်ယူရမှာလားပြောသင်ယူရမယ်ဘယ်နဲ့သင်ယူမလဲအကောင်းဆုံးကနှုတ်ကပတ်တော်ပဲအာမင်ဟေးကျွန်တော်ပြပြတင်ချင်တာတော့ဆရာတွေဝေငှတင်ကြတာအရန်ကောင်းတယ်ဒါပေမဲ့တကယ်တမ်းသင်ကိုလုံးဝအသက်ကြီးဖြစ်စေတာဒီကျမ်းစာနဲ့သင်လုံးဝဝိညာဉ်တော်နဲ့အချိန်ယူပြီးတော့မှဒီကျမ်းစာနဲ့အချိန်ယူတာတော့ရှယ်အကောင်းဆုံးပဲအဲ့ဒါအငြိမ်ဆုံးပဲဒါဆရာတွေကခွန်အားပဲပေးတာတကယ်တမ်းကျတော့အထဲကနေအစီအနှစ်တွေထွက်လာပြီးတော့မှတကယ်ကိုရဲလို့ဖြစ်သွားစေတာဒီယာကြီးအာမင်ရအောင်ယူအာမင်ကျွန်တော်နားလည်ထပ်ပြောပြမယ်နှုတ်ကပတ်တော်အချိန်များမပေးဘဲနဲ့သင်ဆရာတွေရဲ့တရားဟောချက်တွေပဲများနားထောင်ပြီးသွားတဲ့လူကကောင်းလားဆိုတော့ကောင်းတယ်ဒါပေမဲ့အန္တရာယ်ရှိတယ်ပြန်ပြောမသိချင်တော့သင်ကျမ်းစာကိုအချိန်မပေးဘဲနဲ့ဝိညာဉ်တော်နဲ့သင်အချိန်ယူခြင်းမရှိဘဲနဲ့သင်ဆရာတွေနဲ့ပဲသင်ဟိုဆရာဒီဆရာနားထောင်နေဖွဲ့တယ်ဘာဖြစ်သွားတတ်တယ်ထင်လို့လဲသင်မှာ foundation မရှိဘူးတကယ်သင်ရဲ့ foundation အမှန်ကဝိညာဉ်တော်ရဲ့လမ်းပြတဲ့အတိုင်းနှုတ်ကပတ်တော်နဲ့သွားတတ်တဲ့အတတ်တာအာမင်ဒါရေးကြည့်တယ်ညီကောင်မောင်မတို့ဘာကြောင့်လဲဆိုတော့ဆရာတွေလိုက်ကြည့်ရင်အဲ့ဒီဆရာကတခုခုချော်သွားရင်အဲ့ဒီဆရာတခုခုဘယ်လိုခေါ်မလဲရိုင်သွားရင်နောက်ဆုံးလဲသွားရင်မပြအမေရိကမှာဆိုရင်အများကြီးပဲရှားဂျီမီဆွဲကနောက်ကိုလိုက်တဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့ဂျီမီဆွဲကလဲသွားတဲ့အခါမှာသူတို့အကုန်လဲသွားတယ်ဒါပေမဲ့အဲ့ရှားဂျီမီဆွဲကဖျားနဲ့ပြန်ထပြီးတော့မှပြန်သွားတဲ့အချိန်မှာသူတို့ပြန်မထလာတော့ဘူးဒါဆိုဘာနဲ့သွားတာလဲဖျားနဲ့သွားတာလားဆရာနဲ့သွားလားဆရာနဲ့သွားလို့မရဘူးဆရာနဲ့သွားလားဖျားနဲ့သွားလားမြန်မာပြည်မှာခုအဓိကပြဿနာဖြစ်နေတာမီဒီယာတွေကောင်းလာနေမြဒီဥစ္စာတွေတရားဟောချက်တွေကပလူပြန်တာပဲဒီဥစ္စာပေါ်မှာဆိုတော့ဘာနဲ့သွားလဲခုတော်များဆရာနဲ့သွားတာဘာနဲ့မသွားဘူးလဲနှုတ်ကပတ်တော်နဲ့မသွားတော့မရအောင်ညီကောင်မောင်မတို့ခွန်အားရပါတယ်ရေလောင်းတဲ့သူကရေလောင်းတဲ့ဆရာတွေရှိတယ်ဟာလားအပင်ဆိုင်တဲ့သူရှိတယ်ရေလောင်းတဲ့သူရှိတယ်ဒါပေမဲ့အပင်ကိုကြီးထွားစေတာဖျားပဲဖြစ်တဲ့အတွက်ကြောင့်သင်ကဒီဆရာနဲ့သွားလို့မရအောင်ဖျားနဲ့သွားတာအဆရာစီမှာသင်ယူလို့ရတဲ့ကိစ္စတွေအများကြီးသင်ယူပါရတယ်ဆရာနှလုံးသားသင်ယူဒါပေမဲ့ဆရာတရားဟောချက်တိုင်းသင်ပြန်ဟောဖို့မစင်စားနဲ့ဘိတ်သိမ့်မတူဘူးโอเคအရေးကြီးဆုံးကဆရာရဲ့တရားဟောချက်ကိုယူပြီးတော့ဟောတာထားသင်ရဲ့အုံချွန်းနေသင်နဲ့ဖျားနဲ့တွာလာပြီးတော့မှရလာတဲ့အုံချွန်းကသင်လည်းအရသာအရန်ရှိသလိုအရှိန်လည်းအရန်ပါတယ်တကိုးလည်းအရန်ပါတယ်အာမင်ဒါကြောင့်သင်ရဲ့အုံချွန်းနေထွက်လာဖို့အင်မတန်အရေးကြီးတယ်ဟာလေလုယာဟာလေလုယာသင်ယူစရာအများကြီးပြလောကမှာတခုရှိတယ်ငါဖျားနဲ့တွားတက်ပြီပဲဆိုတော့မှဥစ္စာဘေးဆရာမှဘယ်လိုခေါ်မလဲမယုံမသိလုပ်တဲ့ပုံစံမျိုးဘယ်တော့မလုပ်နဲ့အဲ့ဒါဖျားချီးမြှောက်လို့မရပြန်ဘူးငါ့ကိုဖျားချီးမြှောက်ပြီဘလောက်ပဲငါ့ကိုဖျားချီးမြှောက်
ကျွန်တော်ဆရာတွေရှေ့မှာကျွန်တော်ဒီနေ့ထိကလေးငယ်တယောက်လိုပဲကျွန်တော်နေတယ်ကျွန်တော်ဒူးထောက်ချလဲဒူးထောက်ချတာပဲကျွန်တော်ဒီထက်ဖျားချင်းမြောက်မှာဆိုလဲကျွန်တော်သိတယ်ဒါပေမဲ့အမြဲတမ်းလို့ကျွန်တော်ဖျားတင်တဲ့ຢာတကွာမင်းကိုငါချီးမြောက်လေမင်းနှိမ့်ချတဲ့အသက်တာရှိဖို့ပြင်ဆင်တာပဲဘယ်သူမှနှိမ့်ချတဲ့အသက်တာဆိုတာဘာလဲသိလားညီကိုမောင်တို့တို့သူများရှိမှလှုပ်သမျှခံနေတာနှိမ့်ချတာမဟုတ်ဘူးနှိမ့်ချတယ်ဆိုတာမှတ်တာသင်ယူတတ်တာနှိမ့်ချတဲ့နှလုံးသား teachable spirit ရှိတာအဲ့ဒါနှလုံးသားအဲ့ဒါနှိမ့်ချတဲ့နှလုံးသားဘယ်သူစီမှာသင်ယူစရာအကြောင်းမရှိတော့ဆိုတဲ့ပုံစံမျိုးမှားတယ်အဲ့ဒါအာမင်ဆရာတွေသင်ပေးလိုက်မယ်ယူပြီးတော့သင်ကဘာနဲ့ပြန်တိုက်ရလဲဘေရီမြို့သားတို့ကဲတော့ဘာလဲကျမ်းစာနဲ့ပြန်ပြီးတော့မှနှုတ်ကပတ်တော်နဲ့တေချာပြန်ပြီးတော့မှတိုက်ပြီးတော့မှအသက်ရှင်တတ်တဲ့သူတွေဖြစ်ပေါ်ရေးကြီးတယ်အာမင်အာမင်မကြီးဆရာနားလည်းရှင်းပြမယ်အခုတော့အမှုတော်ဆောင်တွေဖြစ်တဲ့အတွက်ကြောင့်ကိုကတရားဟောချက်တွေနားထောင်ပြီးတော့ခွန်အားရပြီးတော့မှဖွင့်ပြခြင်းတွေတရားဟောရင်းနဲ့ဖွင့်ပြခြင်းတွေရလာရင်အဲ့ဒီဖွင့်ပြခြင်းတွေသူများကိုပြန်ဟောတဲ့အခါမှာကိုလည်းခွန်အားဖြစ်တယ်မဟုတ်လားအဲ့လောက်နဲ့သင်မကြည့်ထွားဘူးဆရာနားလည်းပြန်ရှင်းပြမယ်အမှုတော်ဆောင်တွေအခုဟုတ်ပြီဆရာတရားဟောချက်တွေနားထောင်တယ်ဆရာတရားဟောချက်တွေနားထောင်ပြီးတော့မှခွန်အားဖြစ်တယ်ဖြစ်တဲ့အခါမှာအဲ့ထဲကနေဆရာတရားဟောချက်တွေထဲကနေသင်ဖတ်တာပြန်ပြီးတော့မှ revelation ပြန်ရတယ်ရှိလိမ့်မယ်ရှိတဲ့ရောက်သင်ဟောတယ်သင်တော့ပြန်ဟောတယ်ကောင်းကြီးဖြစ်လားတို့တွေဖြစ်လားဖြစ်တယ်ဒါပေမဲ့သင်အဲ့တိုင်းဆက်သွားရင်သင်မကြခင်လဲလိမ့်မယ်သင်မကြခင်စိတ်တက်ကြလိမ့်မယ်ဘာကြောင့်လဲဆိုတော့အဲ့ဒါကသင်ရဲ့တကယ် revelation အမှန်မဟုတ်ဘူးပဋိစ္စနားလဲရှင်းပြမယ်အချိန်တစ်ခုရောက်လာတဲ့အခါမှာသင်ကိုယ်တိုင်ဖျားသခင်ရဲ့အတန်ကိုနားထောင်တတ်တဲ့အကျင့်အချိန်ယူပြီးတော့ဖျားခင်အတန်ကြားချင်ဘာလို့ဖို့လို့လဲမကြည့်ဆရာပြမယ်အကုန်လုံးခလဲမှာမြင်လို့ရအောင်လုပ်မယ်နော်โอเคဆရာပြမယ်โอเคနော်ကိုကဖျားနဲ့ချိန်ယူပြီးတော့မှဖျားနဲ့ချိန်ယူပြီးတော့မှဖျားနဲ့ချိန်ယူတဲ့အခါမှာဘောပန်စာရွက်စာအုပ်ဘေးနားမှာချထားချိန်ယူမယ်ဟုတ်ပြီနော်ချိန်ယူမယ်ယူရင်းနဲ့မှသင်ပါလုပ်လို့ရလဲဆိုတဲ့အခါမှာသင်တခြင်းလေးဖွင့်တာကိုကွယ်တဲ့တခြင်းလေး soaking music လေးတွေဖွင့်တာ SOAKING soaking music ဖယားကိုကွယ်ရင်ဟိုစားဟိုဒုံတိုင်းနေမလုပ်တော့နဲ့ဒုံတိုင်းနေမလုပ်တော့နဲ့နော်ဒုံတိုင်းမလို့ကိုကွယ်တဲ့ music လေးတားလေးဟုတ်ပြီစမိုင်းအဲ့ဒါလုံးဝ soakingနဲလေးတန်လေးချက်လိုက်နဲလေးစက်တီလိုက်ဒီတန်တော်ပြီစက်တီမသားတချင်းလေးတစ်ပုတ်လောက်တီးပေါင်းသားတချင်းမဆိုခိုင်းဖယားကောင်းမြတ်ခြင်းတွေစစဉ်းစားမယ်သင်မပြုတ်ခဲ့တဲ့ရတယ်โอเคပြီးတော့မှအဲ့ဒီ music လေးဖွင့်ပြီးတော့မှသင်ချင်းနှုတ်ကပတ်တော်သင်စတင်ပြီးတော့ဖတ်မယ်ဒီနှုတ်ကပတ်တော်ထဲမှာကိုထဲပြီးတော့ဖျားဖော်ပြခြင်းလာပြီးချာမှာအရာစိတ်ထဲမှာအရာဆူတောင်းခြင်းနဲ့စိတ်တွေအရာဖြစ်လာပြီဆိုရင်ခဏလေးစာအုပ်လေးတွေခဏချထားပြီးတော့ဖျားကိုကိုွယ်မယ်ကိုကိုွယ်နေရင်းနဲ့မှပြန်ပြီးတော့မှနှုတ်ကပတ်တော်ဖတ်ခြင်းနဲ့စိတ်ဖြစ်လာပြီ
ဖတ်မယ်အဲ့လိုလုပ်ရင်2 နိုင် 3 နိုင်မလောက်ဘူးမလောက်ဘူးဟာအစီနှစ်တည်းနဲ့ပြေးရောသောပေါ်လာမသိအဲ့ဒီထဲကနေစီးထွက်တရားဟောချက်တင်ကိုရှာခိုင်းနေတာမဟုတ်ဘူးကျမ်းစာဖတ်ရင်ဘယ်တော့မှတရားဟောချက်မပြင်နဲ့ရှာဒေးဗစ်လာတစ်လုံးတရားဟောချက်မပြင်ခဲ့ဘူးယုံလားတရားဟောချက်မပြင်ဘူးဆရာဒေးဗစ်လာဖတ်ရင်နဲ့ရတဲ့ခွန်အားတွေအဲ့ဒီဟာတွေရေးချတာမှန်တယ်စင်ပေါ်ရောက်ရင်ကိုပြင်ဆင်ထားတာတော့ရှိတယ်တရားဟောဖို့မဟုတ်ဘူးကိုအတွက်မမေ့သွားရလေအောင်ဒါဆရာအမြဲတမ်းရေးတယ် if it is not on paper is vapor if it is not on paper is vapor ဒီစာရွက်ပေါ်မှာမရေးချတဲ့အရာတွေအလုံးအချိန်တစ်ခုရောက်သွားအငွေ့လိုပျောက်သွားလိမ့်မယ်ဒါကြောင့်အဲ့လိုဖြစ်လို့မရဘူးတင်အမြဲတမ်းတင်ရထားတဲ့ဟာတွေတင်မှတ်မိချင်တယ်ဆိုရင်ရေးချထားရတယ်တင်ရေးချထားတဲ့အရာတွေအလုံးအချိန်တစ်ခုရောက်လာရင်တင်တရားဟောနေရင်တင်ရေးထားတဲ့အရာတွေအလုံးပြန်ပေါ်လာတယ်ဟာလေလုယာတော့ပေါ်လာမလို့ဆရာပြောချင်တာအဲ့လိုမျိုးနဲ့မသွားဘဲနဲ့တင်ဆရာတွေရဲ့တရားဟောချက်နဲ့ပဲတင်ကပြန်ပြီးတော့တရားဟောရင်တင်ကအာယုံဖြစ်သွားလိမ့်မယ်အာယုံဖြစ်သွားလိမ့်မယ်အာယုံကမောရှေရဲ့ပြောလာတဲ့ဖျားစကားကိုတဆင့်ခံယူလို့သူကဘသူ့ပြောပြနေတာလဲဣသလလူမျိုးတွေတော့ပြောပြနေတာဣသလလူမျိုးတွေတော့ပြောပြတယ်ဆိုဘာဖြစ်လဲဆို तू ကတော့ဖျားစကားကိုcarry လုပ်တဲ့သူပေါ့ဖျားစကားကိုတဆင့်ခံပြောကြတဲ့သူ very good ဒါပေမဲ့ तू အုံချွန်းမဟုတ်ဘူး तू ကြားဘူးတာမဟုတ်ဖျားစကားကိုဖျားစကားကိုမောရှေစီကနေတဆင့်ကြားပြီးတော့သူမြောက်ပြန်ပြီးတော့ဖျားစကားကိုပြောရတဲ့သူဒါပေမဲ့အချိန်တစ်ခုရောက်လာပြီအဲ့ဒီအချိန်ကိုဆရာအနေနဲ့ဘာပြောမလဲဆိုတော့ crisis လူတိုင်းမှာ crisis ဆိုတာရှိတယ်သူရဲ့အချိန်တစ်ချိန် crisis ဆိုတဲ့အချိန်တစ်ချိန်ကြော်ဖြတ်တဲ့အချိန်ရှိတယ်အဲ့ဒီအချိန်ရောက်လာတယ် crisis ဆိုတဲ့သင်မဖြစ်ချင်တဲ့အချိန်တွေတခုဒုံးဆိုရောက်လာပြီဆိုရင်ဖယားစကားတန်ကိုအတွက်အုံချူးနေမရှိထားတဲ့သူတွေဖယားသခင်ကိုယ်တိုင်ဖွင့်ပြထားတဲ့ revelation မရှိအဲ့မှာရေးလေရွာလေတာမှာဆရာပြောပြရှင်တဲ့သဘောပေါက်လားမသိဘူးသင်တို့ဆရာနဲ့တရားဟောချက်တွေနားထောင်ပြီးတော့မှနိုင်ငံသားဆရာကြီးတွေတရားဟောချက်နားထောင်ရတယ်ပြဿနာမရှိဘူးအဲ့နားထောင်ပြီးတော့အဲ့ဒီကနေ revelation တွေသင်ရပြီးတော့မှဟောတာမကောင်းဘူးလားကောင်းတယ်ဒါပေမဲ့အဲ့ဒါကတကယ် crisis အချိန်မှာသင်မကူညီနိုင်ဘူးမကူညီနိုင်ဘူးအဲ့ဒါတွေကဘာလို့သိလားသင် revelation နဲ့သင်သွားတာမဟုတ်သင် information နဲ့သွားနေတာဆိုတော့အာယုံကဘာဖြစ်သွားလဲမောရှေအတန်ပဲကြားပြီးတော့ကျွေးနေတဲ့အခါမှာဟုတ်နေတယ်လို့ပဲဒါပေမဲ့မောရှေကတောင်ပေါ်နေပြန်မဆင်းလာတော့တဲ့ချိန်ပြန်မဆင်းလာတဲ့အချိန်မှာ तू ဒီလူဒုကြီးကို handle မလုပ်နိုင်တော့ဘူးအဲ့ဒီအောက်မှာရှိတဲ့လူတို့အသိအသင်းသားပဲဒါဆိုရင်ဆရာတခုနားလည်ရှင်းပြမယ်အသင်းသားတွေအကြိုက်ပဲလိုက်နေရတဲ့သူဟာ revelation မရှိလို့တော့လာမသိဘူးအသင်းတော်ကနေပြီးတော့မှအသင်းတော်မှာရှိတဲ့ဟလာလူတွေရဲ့ဟိုမောင်ကြီးကိုမောင်မတော်သင် revelation မရှိဘူးချို့လည်းရှိတယ် revelation မရှိဘူးဒါပေမဲ့ तू အာနာနဲ့ तू စော်တယ်အဲ့မှာအသင်းတော်ကွဲသွားအောင်ဖယားရဲ့နိုင်ငံတော်ကအာနာနဲ့မသွားဘူးမေတ္တာနဲ့သွားတာမှန်တယ်သို့တော်မေတ္တာပြတယ်ဆိုပြီးတော့မှမေတ္တာပြတယ်ဆိုပြီးတော့မှဖယားလမ်းလွဲသွားလောက်အောင်လူမှုရေးပဲလုပ်လို့မေတ္တာပြရင်လည်းမှားတယ်ဘောပါလားမသိကျွန်တော်ပြောချင်တာအသင်းတော်တွေကဘာဖြစ်လဲလူမှုရေးပဲလုပ်တော့တာလူတွေကြိုက်ပဲလိုက်လုပ်တော့တာ
လူရဲ့မျက်နှာထောက်ပြီးတော့မှဖခင်ရဲ့နှုတ်ကပတ်တော်ကိုသွားလို့မရအောင်ဆိုတော့ဘာဖြစ်လာလဲအာယုံဘာဖြစ်သွားလဲဘလို့လို့မှလဲပြောဘာဖြစ်လဲသူ့ idea ထွက်လာတယ်ဘာလို့ तू တခါမှဖခင်တာမှမကြားဘူးလားဖခင်စကားတော့ तू ပြောလားပြောဖခင်စကားပြောလားဖခင်တန်ကြားလားအဲ့ဒါကြောက်เสียမထမှုတော့ဆောင်များလို့ဖခင်စကားပြောလားဖခင်တန်ကြားလားမကြားဘူးအဲ့ဒါတနေ့နွားရုပ်ထွက်လာတတ်တယ်အခုဒီနေ့ဝါရတွေမှားယွင်းသောဝါရတွေဆိုတာအဲ့ဒါနွားရုပ်တွေဘာလဲမှားယွင်းသောဝါရတွေဆိုတာအဲ့ဒါနွားရုပ်တွေမှားယွင်းသောဝါရဆိုတာထပ်ပြောလိုက်ဦးမယ်မှားယွင်းသောဝါရဆိုတာအဝေးယူမကြည့်နဲ့ဖျားထက်နှုတ်ကပတ်တော်ထက်လူမှုရေးလုပ်နေတဲ့ဖျားเจ้าတွေအဲ့ဒါမှားယွင်းတဲ့အယူဝါဒတွေပဲအဲ့ဒါသူတို့အမြန်တို့ကိုမှားယွင်းတယ်လာပြောသေးတယ်ဖျားเจ้าမှာလူတွေလာအောင်အမျိုးစုံစာပြုတ်ကျွေးလိုက်ထမင်းကျွေးလိုက်စံပေးလိုက်စီပေးလိုက်အဲ့ဒါဖျားရဲ့လှုပ်ပုံလှုပ်နီးမဟုတ်ဘူးလုံးဝမဟုတ်ဘူး no မေတ္တာပြမှာမှန်တယ်မေတ္တာပြမှာမှန်တယ်အဲ့ဒါမှမဟုတ်ဘူးအဲ့ဒါတကယ်မကြည့်မာယွင်းသောယူဝါဒလို့ပြောလာတဲ့အခါမှာနှုတ်ယေရှုကိုချီးမြှောက်တဲ့ဖခင်เจ้าမဟုတ်တော့ရင်ပြဿနာရှိတယ်ယေရှုကိုချီးမြှောက်ရမယ်အာမင်ရှာနားလည်အောင်ရှင်းပြမယ်ယေရှုကြောင့်ပဲအရာခတ်သိမ်းရဖြစ်နေတာအာမင်ယေရှုကြောင့်ပဲအာမင်ဟာလေလုယာဟာလေလုယာဒီနေ့ဆရာဒီနေ့အမှုတော်မြတ်ထဲမှာဒီနေ့အထီးအသက်ရှင်ခွင့်ရနာယေရှုကြောင့်လေအသုံးခံရတာယေရှုကြောင့်ပဲလေအာမင်အာမင်နောက်ခုထပ်ပြောမယ်ဘယ်လောက်ပဲဖျားချီးမြှောက်သင်ဘသူပဲပြန်ချီးမြှောက်အောင်မလဲယေရှုပဲပြန်ချီးမြှောက်ဘယ်လောက်ပဲဖျားကိုချီးမြှောက်ယေရှုပဲပြန်ချီးမြှောက်မယ်အာမင်ယေရှုပဲပြန်ချီးမြှောက်မယ်ယေရှုကိုပဲ credit ပြန်ပေးရမယ်ယေရှုသာလည်းဘုရင်ယေရှုသာလည်းသခင်ယေရှုသာလည်းအရာခတ်သိမ်းဖြစ်တယ်ဆိုတာကိုသင်လုံးဝယေရှုနာမှာဒီအိမ်တော်ဒီဖျားယေရှုကိုချီးမြှောက်တဲ့နေရာပဲဖြစ်ရမယ်သားတော်ကိုနမ်းကြလောလေဒီအသင်းတော်ကသားတော်နမ်းတဲ့အသင်းတော်ဖြစ်ပါစေ2026မှာအသင်းတော်ဒီဖျားကိုခရစ်တော်နမ်းတဲ့သားတော်နမ်းတဲ့အသင်းတော်ဖြစ်ပါစေဟာလေလုယာဟာလေလုယာဘယ်သူအခြေခံလဲယေရှုဒါကြောင့်သူများတွေကြိုက်တာပြော Joel Austin က compromise ဖြစ်တယ်ကြိုက်တာပြောဒါပေမဲ့ဆရာတော်ပြောမယ် Joel Austin ဘယ်လိုတရားပဲဟောနောက်ဆုံးမှာအမြဲတမ်း तू ကဘာပြောလဲယေရှုကိုယုံကြည်လက်ခံခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကလိုက်ဆိုပါအမြဲတမ်းပြောတယ်အဲ့ဒါအရေးကြီးဆုံးမင်းယေရှုယုံကြည်လက်ခံခြင်းနဲ့ဆိုရင်Lord, come into my heart. I make you my Lord and my Savior. If you pray this simple prayer, you are born again. Do me that pure. Yeshu go. Yabo yechide. Amen. Ko ye tia ho sha kaung na ma kaung na ayi ma ji u. Yeshu paw lwin la bo lo de ko ye tia ho sha the ma. Amen. Amen. Hallelujah. So ဆရာကကျွဲဝချင်းကြောင့်ဘာလို့ပြောရလဲကျွဲဝချင်းကြောင့်ဘာလို့ပြောလဲအဲ့ဒါဖခင်လိုတော်နဲ့ညီဆရာပြောတာအာမင်ဘာလို့လဲယေရှုရပြီးဆင်းရဲတယ်ဆိုတာအဓိပ္ပာယ်မှမရှိတာလုံးဝအဓိပ္ပာယ်မရှိဘူးယေရှုရပြီးဆင်းရဲတာအဓိပ္ပာယ်မရှိဘူးယေရှုရပြီးဆင်းရဲတာအဓိပ္ပာယ်မရှိဘူးယေရှုတကယ်ရတဲ့လူကကျွဲဝတယ်
တကယ်ပြောတာညီကောင်မောင်မတို့ဘာဖြစ်လို့လဲဆရာဘာလို့ပြောနေတာလဲဆရာโอเคအစပိုင်းမှာ तू ကသိငယ်ကောင်းသိငယ်လိမ့်မယ်အစပိုင်းမှာသင်ကသေးကောင်းသေးလိမ့်မယ်သင်ကငယ်ကောင်းငယ်လိမ့်မယ်ဒါပေမဲ့နောက်ဆုံးမှာအလွန်ကြီးပွားတဲ့အခွင့်ကိုဘုရားပြင်ဆင်ထားပြီးသားယေရှုခရစ်တော်အားဖြင့်ဘာဖြစ်လို့လဲယေရှုခရစ်တော်အထဲမှာခတ်သိမ်းသောအရာရှိနေလို့အာမင်ဘာဖြစ်လို့လဲမိမိသားတော်ရင်ကိုမနှမျောပဲငါတို့ရှိသမျှအဖို့အလို့ငါစွန့်တော်မူသောသူတွေသားတော်နဲ့တကွာဆိုကျွန်တော်တို့ရဲ့အဓိကချက်ကနံပါတ်1ယေရှုနဲ့မိတ်ဆက်ပေးရမယ်ဟုတ်ပြီနော်နံပါတ်2ဖခင်နဲ့ကိုးကွယ်တတ်အောင်သင်ပေးရမယ်အာမင်ဟေးဆရာလုံနေတဲ့အရာအလုံးဒါမှကြည့်ဆရာပြောမယ်နံပါတ်1ယေရှုကယ်တင်ရှင်ကောင်းသဘောပေါက်အောင်ဟုတ်ပြီနော်နံပါတ်2တင်ကိုးကွယ်တတ်လာရင်ကိုးကွယ်ခြင်းအနောက်မှာအများနဲ့ကြွယ်ဝခြင်းရှိတယ်အာမင်ရှိတယ်ညီကောင်မောင်မတို့ရှိတယ်ဒါဆိုတော့ဒီနေ့ရှင်းလေးပဲမကိုးကွယ်တတ်တဲ့ဘာဖြစ်လဲလိုက်ဆိုဆရာနောက်ကနေဖခင်ရဲ့တကယ်အလိုတော်နဲ့အကြံစီရပါလဲဆိုတော့လူအပေါင်းကဲတင်ချင်းတို့ရောက်၍တမန်တရားကိုသိစေခြင်းကဘုရားသခင်အလိုတော်ရှိတယ်ဆိုတော့လူပေါင်းကယ်တင်ခြင်းတို့ရောက်၍ဟုတ်ပြီနော်လူပေါင်းကယ်တင်ခြင်းတို့ရောက်၍ဆိုတဲ့အတိတ်ပဲတကယ်တော့ position ပြောင်းသွားတာယခင်တော့တင်ယေရှုမရခင်မှာတင်လောကထဲမှာရှိတယ်ယေရှုရပြီးတဲ့ခါမှာတင်ထာဝရအသက်ကိုရတယ်အထက်အရာမှာခရစ်တော်နဲ့တူစိုးစံတဲ့ခွင့်ဘုရားခင်ပြင်ဆင်ထားလိုက်ပြီအာမင်တင် you are in a safe placeအဲ့တော့ပြ you are in a safe place တင်လုံးဝတင်လုံခြုံတဲ့နေရာမှာရောက်သွားပြီ okay good လူပေါင်းကယ်တင်ခြင်းတို့ရောက်ရင်ကယ်တင်ခြင်းရပြီလို့ပြောပြီးတော့မှတင်တမန်တရားကိုမသိရင်မဖြစ်ဘူးဆိုတော့ဖခင်ရဲ့တမန်တရားယေရှုရပြီးတဲ့လူတစ်ယောက်ကဘယ်လိုဆက်ပြီးတော့အသက်ရှင်ဘယ်လိုကောင်းကြီးရှိလဲဆိုတော့ဆရာတို့သင်ပေးရမယ်နော်လားသင်ပေးရမယ်ဆရာဘာလို့သိခဲ့လဲဆိုတဲ့အခါမှာဖခင်ကိုမရတဲ့နေရာနဲ့ဖခင်ကိုရပြီးတဲ့အခါမှာတိုးတက်တာရမ်းกว่าတယ်ဘာသာရေးခရိယန်ပြောတာမဟုတ်တကယ်ဖခင်ဝိညာဉ်တော်နဲ့သွားတဲ့နေရာတွေရေးလက်တိုးတက်တယ်ဆိုတော့ဆရာအနေနဲ့တော့ဘာအားပေးရှင်လဲဆိုတော့ဆရာနှလုံးသားအမှန်ဆရာပြောမယ်ဆရာသားသမီးတွေအားလုံးအယံအောင်မြင်စေရှင်တယ်ကြွယ်ဝစေရှင်တယ်အာမင်အဲ့ဒီကြွယ်ဝခြင်းကဘာအတွက်လဲဆိုတော့ပုံသက်တည်ဖြစ်ဖို့အာမင်ပြောဘာဖြစ်ဖို့ဘာဖြစ်ဖို့ပုံသက်တည်ဖြစ်ဖို့ဒါဆိုရင်ဖယားနဲ့တွာလာခဲ့တဲ့လူတွေဘယ်နှယောက်ဆင်းရဲလဲလို့အာဗြဟံဖယားနဲ့တွာလာတယ်အာဗြဟံအစပိုင်းမှာဘာမဟုတ်ပေမဲ့နောက်ဆုံးမှာအာဗြဟံကကြွယ်ဝတဲ့သူဖြစ်လာတယ်မြေကြီးမဆန့်နိုင်အောင်ဖယားသခင်ကောင်းကြီးခံစားတယ်မဟုတ်ဘူးလားပြောအာဗြဟံမဟုတ်ဘူးလားပြောအေးအာဗြဟံနဲ့ဆက်သွားတဲ့ဣဇက်မျိုးရိုးလာပြီဣဇက်မျိုးရိုးအစာခေါင်းပါရကာလမှာအစတရားဖယားသခင်ထပ်ပြီးတော့ချင်းမြောက်ပြန်ဟောမရဘူးလားညီကောင်မောင်မတော်အာမင်အဲ့ဒီကနေမှာတဆင့်ဖယားခင်ဘာတူလဲယာကုပ်အဲ့ဒီယာကုပ်ရဲ့မျိုးရိုးကောင်းကြီးမရှိဘူးလားဘယ်လောက်ထိကောင်းကြီးရှိလဲဟမ်ယာကုပ်ဘယ်လောက်ကောင်းကြီးရှိတယ်ထင်လဲဆရာပြောပြမယ်ဟေရှာထဲမှာမြင့်သောရက်မှာထားလဲဘသူရဲ့အမွေဥစ္စာနဲ့ငါတို့ကျွေးမယ်လို့ပြောလဲယာကုပ်ရဲ့အမွေဆိုတာမကုန်နိုင်တဲ့စီးစိမ်ဖျားပေးပြတာအာမင်ယာကုပ်ရဲ့အမွေဥစ္စာနဲ့ငါမင်းတို့ကျွေးမယ်လို့ပြောတယ်ဖျားပြောချင်တာမကုန်နိုင်တဲ့စီးစိမ်ဒါကြောင့်ဣသရေလဘယ်ဘာလို့ပဲလှုပ်ဣသရေလချမ်းသာတယ်ဆိုတာအဲ့ဒီအဓိကပြဿနာအဲ့ဒါဘယ်လောက်ပဲလှုပ်သူရှင်လို့မရဘူးဒါဆိုကျွဲဝချင်းကဘယ်ကနေလာလဲတမန်တရားတနေ့ပဲပြောရင်ဘာလဲတလားအဲ့ဒီကျွဲဝချင်းတမန်တရားရတဲ့လူကဘာရသွားလဲကျွဲဝချင်းအရင်ရတာမဟုတ်ဘူးတမန်တရားကိုရသွားသူကပညာရသွားတာအဲ့ဒီပညာကျွဲဝချင်းကိုသယ်ဆောင်လာပေးတာဟယ်လိုမရမှာဆိုလို့ဆရာပြန်ပြောပြမယ်မှတ်တာကျွဲဝချင်းဆိုတာဒီတိုင်းဗလိုင်းဖြစ်လာတာမဟုတ်ဘူးကျွဲဝချင်းဆိုတာဘယ်ကနေလာလဲပညာ come on ပြောပညာအဲ့ဒီပညာဘာပညာလဲဆိုဆရာရဲ့ဟို WTC မှာဆိုဆရာအမြဲတမ်းသင်တယ်တားလို့ထိုးပေးပါအောင်သမီးတို့ထိုးပေးပါအောင် poverty is not lack of resources is lack of creativity
ဟုတ်ပြီနော်ဆင်းရဲခြင်းဆိုတာဘယ်ကနေလာလဲဟို resource မရှိတာမဟုတ်ဘူးယင်းနှီးမှုမရှိတာမဟုတ်ယင်းနှီးမြုပ်နှံစရာမရှိတာမဟုတ်ဘူး okay ဟိုမရှိလို့ဒီမရှိလို့မဟုတ်ဘူး poverty is not lack of resources is lack of creativityဝါနဲ့တတိဖြစ်တဲ့သူတွေအများကြီးပဲတင်ဝါပိန်ကြည့်တာအများကြီးပဲဝါတွေကိုတင်ကြည့်ပြီးတော့ကြော်သွားခဲ့တယ်တင်မမြင်ဘူးလေဒါပေမဲ့ဝါကိုကြည့်တော့တတိဖြစ်တဲ့ကောင်တွေအများကြီးသစ်ပင်ကိုကြည့်တော့တတိဖြစ်သွားတဲ့ကောင်တွေအများကြီးကြက်ဥတကတ်နဲ့တတိဖြစ်သွားတဲ့ကောင်တွေအများကြီးတင်ကကြက်ဥဆက်ကတ်စားပြီးသွားပြီဘာမှတတိမဖြစ်ဘူးဘာလဲအဲ့ဒါ lack of creativity တင် shopping mall ကိုသွားတယ်ဝယ်ဖို့ပဲတင်စဉ်းစားတယ်ဒါပေမဲ့ဖယားသခင်ပညာရလာကမှအဲ့ဒီ shopping mall မှာတင်ဘာလုပ်ရမလဲဘယ်နေရာမှာဘယ်ဆိုင်ဘယ်လိုဖွင့်ဘယ်လိုဖြစ်မယ်ဆိုတဲ့ creativity ဆိုတဲ့ wisdom ရောက်လာတဲ့အချိန်ကြရင်တင်ကတကယ်ပဲကြွယ်ဝရှင်အတင်းတော့လိုက်လာအောင်ဒါဆိုရင်ဆရာနားလည်အောင်ပြောပြမယ်ဆရာနားလည်အောင်ဆရာပြောပြမယ်ဒါဆိုအဲ့ဒီပညာကကြွယ်ဝခြင်းကဘယ်သူနောက်ကိုလိုက်လဲပြောကြွယ်ဝရှင်ဘယ်သူနောက်လိုက်လဲပညာနောက်ကိုလိုက်တယ် come on ကြွယ်ဝရှင်ဘယ်သူနောက်လိုက်လဲဘာလဲပညာနောက်ကိုလိုက်တယ်ပညာကဘယ်ကနေလာတာလဲနှုတ်ကပတ်တော်နဲ့လာတယ်ပြောဘယ်ကနေလာလဲဆိုတော့နှုတ်ကပတ်တော်တင်ရချုံမြိန်တဲ့အရာလို့တင်မခံယူနိုင်သေးသေးဘယ်တော့မှတင်ပညာမရှိဘူးပညာမရှိတဲ့ကြောင့်ဘယ်တော့မှလည်းကြွယ်ဝရှင်မလိုက်လာဘူးရှင်းလေးရတာညင်လာဆရာပြောချင်တာမြင်လားမသိဘူး Okay good ဆရာပြောပြမယ်သုတ်တန်ချာခန်းကြီးနဲ့ငယ်6ဖတ်ကြတယောက်လောက်ဖတ်သုတ်တန်ချာခန်းကြီးနဲ့ငယ်6ဖတ်အကြောင်းမူကားထာဖျားသည်ပညာကိုအားလုံးဖတ်မယ်အကြောင်းမူကားထာဖျားသည်ပညာကိုအေးမတာထာဖျားသည်ဘာကိုပေးလဲပညာမကြည့်သူဦးလေးစီမှာဘယ်နှစ်ကျွန်ခံလဲယာကုပ်ကသူဦးလေးစီမှာဘယ်နှစ်ကျွန်ခံလဲဆရာအဲ့ဒါပဲကြားတယ်ဘာလဲမသိโอเคသမီးအကြီးတယောက်တော့ဘယ်နှစ်9နှစ်သမီးငယ်တော့โอเคစီးပွားတော့ဘယ်နှစ် very good ကျေးဇူးတင်တယ်မလုံးနဲ့အားလုံးဘယ်နှစ်အနှစ်20ဟုတ်ပြီနော်အနှစ်20ဒီ6နှစ်မှာသူ့ဦးလေးထက်သူ့ရဲ့စီးပွားတာသွားတယ်ဘာလို့တာသွားလဲသူ့ဦးလေးရဲ့သိုးစိတ်တွေထက်သူ့ရဲ့သိုးစိတ်တွေကအကောင်ပိုများတယ်ပိုတော့မှအားကြီးတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီသူလိုချင်တဲ့သိုးရဖို့ရန်အတွက်သူ့ကိုဖျားပညာပေးလိုက်တယ်အာမင်ပညာပေးလိုက်တော့မွေးမြူရေးသိပ္ပံကိုယာကုပ်သွားမတတ်ဘူးဟယ်လိုမွေးမြူရေးသိပ္ပံ तू မသွားတတ်မတတ်ပဲနဲ့အဲ့ဒီတိုးတွေစိတ်တွေရေလာတောက်တဲ့နေရာမှာဟလာမိတ်ရှက်တင်တဲ့အခါမှာतू ဘယ်လိုသိလဲလို့အဲ့ဒါဟုတ်နော်ဖျားခင်ပေးတဲ့ညပညာလေအာမင်ဖျားခင်ပေးတဲ့ညပညာ come on အာမင်ပြောဘာလဲโอเคအဲ့ဒီဖျားခင်ပေးတဲ့ဉာဏ်ပညာဘယ်ကနေလာလဲမှတ်ထားယာကုပ်ရဲ့အဓိကချက်ကပါလဲယာကုပ်ကဖျားကိုအရာကိုးကွယ်တတ်တဲ့လူတစ်ယောက်ယာကုပ်ကအရာဖတ်တွေ့တတ်တဲ့လူတစ်ယောက်ဘယ်လောက်ထိဖတ်တွေ့လဲကောင်းကြီးမပိတ်လုံးဝမလွတ်ဘူးဆိုတဲ့သူ့ရဲ့အကျင့်ကသူကဖျားမပိုင်အတတ်မရှင်တတ်တဲ့လူစားမျိုးသူကဖျားနဲ့ပဲအမြဲတမ်းဖတ်တယ်ငါဦးလေးကငါ့ကိုမတရားငါသိတယ်ငါအကိုကလည်းငါ့ကိုချစ်တော်တာမဟုတ်ငါမိသားစုစီလည်းငါပြန်သွားလို့မရတော့ဒါပေမဲ့ငါမှာဖျားရှိတယ်ငါမှာဖတ်တွေ့စရာဖျားရှိတယ်ငါမှာအားကိုးစရာဖျားရှိတယ်ငါမှာခိုးလုံးစရာဖျားရှိတယ်ငါ့ကိုပညာပေးနိုင်တဲ့ဖျားရှိတယ်ငါမှာဘယ်သူမှမရှိနေပါစေငါ့ကိုပညာပေးနိုင်တဲ့ဖျားရှိတယ်ဟာလေလုယာအဲ့ဒီပညာနဲ့လှုပ်လိုက်တာ6နှစ်အတွင်းမှာသူ့ဦးလေးထက်သူကတာသွားတာဘယ်လောက်ထိတာလဲသူ့ရဲ့ဦးလေးရဲ့သားတွေကတော့မှပြန်မနာလို့တဲ့အထိသူသားပြီ Come on
ညီကိုမောင်မတို့ဒီ level တို့သွားကြရအောင်လို့ဖခင်သားသမီးပါဇက်ပဲစွတ်ပြောတော့မှာဟိုလူအားလို့အာကိုဒီလူအာကို no အဲ့ဒီပညာနဲ့သွားမယ်2026မှာအဲ့ဒီပညာနဲ့သွားမယ်ပြောဆရာမကြောက်2026မှာဘာနဲ့သွားမလဲအဲ့ဒီပညာနဲ့သွားမယ်အဲ့ဒီပညာနဲ့သွားမယ်အဲ့ဒီပညာနဲ့သွားမယ်အာမင်အဲ့ဒီပညာနဲ့သွားမယ်ဟာလေလုယာအဲ့ပညာရတဲ့အခါမှာသူ့ရဲ့စိတ်အကောင်နေသူ့ရဲ့တိုးတဲ့စိတ်တွေသူများထက်သူ့ရဲ့ဦးလေးထက်တာသွားပြီအဲ့ဒါဘလိုင်းသူရှောက်လောက်တာမဟုတ်ဘူးဉာဏ်ပညာနဲ့လောက်တာအာမင်အာမင်အာမင်ဆိုတော့မကြည့်အောင်သွားတုတ်တန်ချခန်းကြီးနဲ့ငယ်6အကြောင်းကဘာဖြစ်လဲပြန်ဖတ်ဖခင်ကဘာကိုပေးလဲဖခင်ဘာကိုပေးလဲဘာပညာလဲအတန်းပညာသွားတင်တာမဟုတ်တင်စရာရှိတာသွားတင်ရတယ်လောကမှာရှိစမှာတက်မြောက်မဲ့ပညာတွေရအောင်တင်ရတယ်ဒါပေမဲ့ဒီအရာကိုဘယ်လိုလုပ်ရင်ဘယ်လိုဖြစ်ရင်ဘယ်လိုဖြစ်မလဲဆိုတော့ step by step အဲ့ဒါတွေသိဖို့တော့ကအဲ့ဒီပညာလိုတယ်ဒီလုပ်ငန်းတစ်ခုဘယ်လိုအောင်မြင်အောင်လုပ်ရမလဲဒီလုပ်ငန်းတစ်ခုဘယ်လိုမျိုးဖြစ်မြောက်အောင်လုပ်ရမလဲသူများမလုပ်နိုင်ဘူးဆိုတဲ့အရာငါဘယ်လိုဖြစ်မြောက်အောင်လုပ်မလဲဆိုတဲ့ပညာအဲ့ဒီပညာဘယ်မှာမှမရှိဘူးနှုတ်ကပတ်တော်ထဲမှာပဲရှိတယ်အကြောင်းကထာဝရပညာကိုပေးတယ်နားလည်နိုင်သောဉာဏ်ဟာဘယ်မှာပဲရှိလဲနားလည်ဉာဏ်ပါလဲအဲ့ဒီဖျားပေးတဲ့ပညာကိုနားလည်ဖို့ကနှုတ်ကပတ်တော်နဲ့မသွားလို့တစ်သက်လုံးနားမလဲဘူးအော်ခင်ဗျမရသေးဘူးထင်တယ်ကွာဟယ်လိုအဲ့ဒီပြန်ပြောမယ်ဖျားပါပေးလေဖျားပါပေးလေအေးဆရာနားလည်အောင်တစ်ခုပြောပြမယ်နားလည်အောင်တစ်ခုပြောပြမယ်အခုသင်တို့ကိုဒီလုပ်ငန်းကိုဒီလိုလုပ်မယ်ဆိုရင်သူများမလုပ်ဘူးတဲ့လုပ်ငန်းတစ်ခုဟုတ်ပြီနော်လုပ်နိုင်ဖို့အတွက်ဆိုတော့မှလူတယောက်ကသင်ကိုအစီအစဉ်တကျ step by step strategy တွေအကုန်လုံးချထားတဲ့စာအုပ်ကြီးသင်ကိုလာပေးမယ်ဒါပေမဲ့အဲ့စာအုပ်ကရေးထားတာဟီဘရုလိုရေးထားတယ်ဆိုပါစို့တင်ဖတ်တော့တင်နားလဲလားဖတ်တော့ဖတ်တတ်ရဲ့လားဒီနေ့ကျမ်းစာဖတ်တယ်လို့ပြောမဖတ်တတ်တဲ့အဖွဲ့တွေအများကြီးဟာကျမ်းစာဖတ်ပြီးအာဗြဟံမမြင်နဲ့ယေရှုမမြင်ဘူးအာဗြဟံအကြောင်းကိုပြောပြီးယေရှုကိုထိုးပြနေတာအာမင်ကပ္ပဦးကျမ်းမှာယေရှုရှိတယ်ထွတ်မြောက်ကျမ်းမှာယေရှုရှိတယ်ဟာလေလုယာဝိပ္ပယကျမ်းမှာယေရှုရှိတယ်တောလျာကျမ်းမှာယေရှုရှိတယ်တရားဟောရာကျမ်းမှာယေရှုရှိတယ်ယောရှုမတ်စာမှာယေရှုရှိတယ်တရားသူကြီးမတ်စာမှာယေရှုရှိတယ်ယေရမိမှာယေရှုရှိတယ်ဟေရှာယမှာယေရှုရှိတယ်တုတ်တန်ကျမ်းထဲမှာယေရှုရှိတယ်စာလံကျမ်းထဲမှာယေရှုရှိတယ်ဒီကျမ်းစာဖတ်တာယေရှုမမြင်ဘူးတကယ်ဗန္ဒာကြီးကယေရှုအာမင်ယေရှုမမြင်တဲ့အခါမှာဘာဖြစ်လဲကျမ်းတဲ့ပုံကိုယ်တွေဖြစ်လာတော့ဘာဖြစ်လဲအဲ့ဒီကျမ်းစာနဲ့သူများကိုလိုက်ပြီးတော့ထောက်တဲ့သူတွေဖြစ်လာတယ်ဘယ်တော့ဝမ်းနေကြကောင်းလဲဘယ်တော့ဝမ်းနေကြကောင်းလဲဒီမှာပညာတွေကုန်ပေးထားတယ်သင်နားမလည်နိုင်ဘူးโอเคဘောပါလားမသိဒါကြောင့်ထာဝရပညာကိုပေးတယ်နားလည်နိုင်သောဉာဏ်သည်နားလည်နိုင်သောဉာဏ်သည်ဟုတ်ပြီဒါဆိုရင်နှုတ်ကပတ်တော်နဲ့နှုတ်ကပတ်တော်ကိုနားလည်နိုင်တဲ့ဉာဏ်ကိုဖြစ်စေတဲ့အရာကိုဖျားပေးလိုက်တယ်အဲ့ဒါဘာလဲဆိုတော့ဝိညာဉ်တော်အာမင်ဘာလဲဝိညာဉ်တော်ပြောဘာလဲဘာလဲဒီမှာကြည့်ဒီမှာရှိတဲ့သူတွေ creativity ဆိုတဲ့သူများအတွက်တော့ကုံချမ်းအဲ့ဒီကုံချမ်းနဲ့ကုံချောဖြစ်အောင်လုပ်နိုင်သူဖြစ်ဖို့လိုတယ်အာမင်ဥပမာဆရာတို့နားလည်ပဲဟိုနေ့ကဆရာသူ့လုံငါပြောတယ်ဆရာသူ့လုံပြောတယ်အမှုတော်ဆောင်နေရတဲ့ဝတ်တွေမွေးတယ်ယာကင်းတွေစိုက်တယ်
အဲ့ဒီယာကင်းနေနဲ့မွက်တွေကိုရောင်းတော့ဟိုရောင်းတဲ့အင်္ဂလိပ်လုပ်တယ်โอเคဆရာတို့ပြောပြမယ်အဲ့ဒါကုံချောင်းမှာတို့ပြန်ရောင်းတာအဲ့ဒီကုံချောင်းကုံချောဖြစ်အောင်ပြန်ရောင်းပြီးမှရောင်းရင်ဝတ်တကောင်ပဲပြန်ရောင်းလာအဲ့ဒါဘာဖြစ်လဲကုံချမ်းဟုတ်ပြီနော်ဒါပေမဲ့အဲ့ဒီဝတ်တကောင်ကို10 သိန်းရတယ်ထားမရပါဘူးရလားမရဘူးထား9 သိန်းရမယ်ထား10 သိန်းရထားအကောင်ကြီးဆို10 သိန်းရတယ်ခေတာဆရာပေးလိုက်မယ်10 သိန်းဝတ်ကိုအကောင်လိုက်ရောင်း10 သိန်းရတယ်ဟုတ်လားโอเคအဲ့ဒီဝတ်အကောင်ပဲသင်ကအလုတ်လုတ်တိုက်ရင်ကုံချမ်းနဲ့ကုံချောဖြစ်အောင်လုတ်တိုက်ရင်သိတ်တရားရအောင်လုတ်လို့ရတယ်အဲ့ဒီနားလည်နိုင်တဲ့ညာနှုတ်ကပတ်တော်ထဲမှာရှိတယ်အာမင်နားနေဘယ်ထဲမှာရှိလဲနှုတ်ကပတ်တော်ထဲဒါပေမဲ့အဲ့ဒါကိုဘာလုပ်ထားလဲဟွက်ထားတယ်မာနမုတ်ဟွက်ထားတယ်ဗာလဲမာနမုတ်ဆိုဘာပြောချင်တာလဲလို့ပြောလိုက်မှာဖယားနဲ့ပတ်သက်လာရင်တို့တွေအားလုံးဟာတခုဆိုရင်ငွေရေးကြေးကြောင့်စိတ်တက်ကြတဲ့ဖွဲ့တွေရှိတယ်အခက်ခဲတွေကြောင့်စိတ်တက်ကြသွားတဲ့ဖွဲ့ရှိတယ်မနေ့ကဆိုဆရာကြားတဲ့ခါမှာစိတ်မကောင်းအော်ငွေကြေးကြောင့်အမှုတော်မဆောင်တော့ဘူးထွက်သွားတယ်ကိုယ့်ဘာသာကိုပြန်လှုပ်တယ်တကယ်တော့ရှနာလည်းရှင်းပြမယ်ဖခင်သားသမီးတွေအတွက်ဖခင်ပြင်ဆင်ထားတဲ့အမွေအကြောက်စရာကြီးအာမင်ဟာလေလုယာဝိညာဉ်ရေးရတာမကဘူးဒီကာယပိုင်းဆိုင်ရာအမွေတွေအများကြီးဖခင်ပြင်ဆင်ထားပြီးသားအာမင်အဲ့ဒီတက်တာထဲကိုသွားနိုင်ဖို့ရင်အတွက်ကျွန်တော်အဓိကချက်ကကျွန်တော်ကိုးကွယ်ခြင်းပဲအာမင်ဘာလဲကိုးကွယ်ခြင်းပဲအဲ့ဒီကိုးကွယ်ခြင်းထဲကနေစီးထွက်လာတဲ့ပညာရှိတယ်နှုတ်ကပတ်တော်ချိန်ပေးမယ်ကိုးကွယ်မယ်နှုတ်ကပတ်တော်ချိန်ပေးမယ်ကိုးကွယ်မယ်နှုတ်ကပတ်တော်ပေးမယ်ချိန်ပေးမယ်ပြီးတော့ကိုးကွယ်မယ်ချိန်ပေးမယ်ကိုးကွယ်မယ်ချိန်ပေးမယ်ကိုးကွယ်မယ်ကြာလာတော့ဘာဖြစ်လာလဲအဲ့ဒီအချိန်ပေးခြင်းကိုးကွယ်ရင်ထဲနဲ့စီးထွက်လာတာပါလေပညာဟာလေလုယာပညာလို့လည်းပြောလို့ရတယ် revelation လို့လည်းပြောလို့ရတယ်အဲ့ဒီ revelation ဆိုဒိန်ရလာပြီဆိုရင်သင်ဘာမှမပူတော့နဲ့သင်ကိုဘုရားအကုန်စတင်လုပ်တော့မယ် okay ဆိုတော့ဒီမှာဘာတွေ့ရလဲဆိုတဲ့အခါမှာအဲ့လိုမျိုးဖယားနဲ့အမြဲတမ်းအာယူပြီးတော့မှအနုလက္ခဏာတွေကြားထဲမှာဘယ်သူဘာပြောစိတ်မဝင်စားပဲနဲ့ဘယ်သူဘလောက်ပဲကဲ့ရဲ့တစ်ချက်မှစိတ်မဝင်စားပဲနဲ့ဖယားကိုပဲချီးမွမ်းတယ်ဖယားကိုပဲယင်ဖွင့်တယ်ဖယားကိုပဲစကားပြောတယ်အဲ့ဒီသူကဘယ်သူဖြစ်နေလဲဆိုတော့ကာလဖြစ်နေတယ်ဘာပဲပြောငါတော့ကိုးကွယ်ခြင်းနဲ့ပဲသွားမယ်ပြောဘာပဲဖြစ်ငါတော့ကိုးကွယ်ခြင်းနဲ့ပဲသွားမယ်ဟာလေလုယာငါရဲ့အဖော်ကနှုတ်ကပတ်တော်ပဲဟာလေလုယာငါနှုတ်ကပတ်တော်နဲ့အချိန်များပေးမယ်ဝိညာဉ်တော်လမ်းပြမှုခံယူမယ်ကဲသွားပြီဆိုတော့တော့ဘာဖြစ်လာဆိုတော့တဖြည်းနဲ့ဘာဖြစ်လာလဲမကြည့်နော်14အငယ်8မှာယောရှုအကျွန်ုပ်နှင့်အတူသွားသောညီကိုတို့သည်လူများစိတ်ပျက်စရာကိုပြုတော်လဲအကျွန်ုပ်သည်အကျွန်ုပ်ဖျားခင်ထာဝရဘုရားနောက်တော်သို့သူဘာလို့လုံးလိုက်တာလဲသူများတွေဘယ်သူမှခန္ဓာပြည်ထဲကိုသွားကြည့်တဲ့အခါမှာအယံကောင်းတယ်ဒါပေမဲ့လုံးဝမဖြစ်နိုင်ဘူးဆိုတာသိသွားပြီဒီမှာဒီ2026ကနေစပြီးတော့မှကျွန်တော်ပြင်ဆင်ရမယ့်အရာသူများတွေမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေထဲကိုတော့ဝင်စားမယ်အာမင်တင်မရမှာဆိုလို့ပြန်ပြောမယ်သူများမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေထဲကိုတော့ဝင်စားမယ်အာမင်ဆရာပြန်ပြောမယ်သူများမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေတခုပဲဆရာပြောမယ်ကိုနီးကိုဟန်နဲ့ဘာတစ်ခုမှမလုပ်နဲ့ကိုနီးကိုဟန်နဲ့ဘာတစ်ခုမှမလုပ်နဲ့ဖျားလုပ်ပေးလိမ့်မယ်မမဆရာပြန်ပြောမရမှာဆိုလို့ကိုနီးကိုဟန်နဲ့ကိုသားသမီးတွေပြောင်းလဲအောင်လုံးဝမကြိုးစားနဲ့ဟာလေလုယာ
သင်ဘာသာသင်ဖယားကိုကိုးကွယ်နေဖယားကသူ့လို့သူ့လို့သွားလိမ့်မယ်သင်လို့သင်လို့ရင်ဖယားသူ့လို့သူ့လို့သွားလိမ့်မယ်သင်ရဲ့လောက်ကမှတ်ထားဖယားနဲ့ကိုးကွယ်ခြင်းပဲအာမင်သင်လောက်ကပါလဲနိုင်ငံရဲ့ဖြောင့်မရှင်ရှေးစွာရှာစွာဘာမှအဝေးကြီးရှောင်မစင်စားနဲ့ဖယားနဲ့ချိန်ယူခြင်းပဲဖယားနဲ့မိသားဖွဲ့ခြင်းပဲအာမင်ပြီးတော့မှဖယားဖွင့်ပြတဲ့ revelation ရယူခြင်းပဲဒါဆိုရင်ဆရာအဖြေတစ်ခုပဲပေးမယ်ဒါဆိုဖယားမှုတော်ထဲမှာရှိတဲ့သူတွေကယုံကြည်သူတွေမှာကောငွေရေးချင်းနဲ့ပြဿနာဘာလို့တက်နေလဲထင်လဲ revelation မရှိလို့ရှင်းရှင်းလေးပဲဆရာပြောလိုက်မယ် revelation ရှိတဲ့လူရဲ့အနောက်ကိုအမြဲတမ်းမင်္ဂလာ light ကိုလိုက်နေတယ်ကြွယ်ဝခြင်း light ကိုလိုက်နေတယ်ဒါဆိုဘာလို့ revelation မရှိတာလဲပြောသူနဲ့အချိန်ပေးခြင်းမရှိလို့သူများပြောရင်တော့ပညာတို့အတွက်တော့ revelation ပဲအာမင်ဘာလဲလောကသားတွေအတွက်တော့ဘာလဲနားလည်အောင်ပြောရင်ပညာတို့တွေအတွက်ကတော့ဘာလဲ revelation အနောက်မှာလာတဲ့မင်္ဂလာအရန်ကြီးတယ်ဘုရားသခင်ကတင့်ကိုအရင်ဆုံးမင်္ဂလာပေးတာမဟုတ် revelation ပေးတာအဲ့ revelation အနောက်မှာကြွယ်ဝခြင်းရှယ်လိုက်လာတာအာမင်ဒါကြောင့်ဘာသာရေးအမှုတော်ဆောင်တဲ့သူတွေကဘယ်တော့မှကြွယ်ဝဘူးဘာကြောင့်လဲဆိုတော့သူတို့ကrevelation မရှိလို့ revelation မရှိတော့ဘာလို့လဲဆိုတော့ဟိုတချို့ဘာသာရေးသမားတွေဘာသာရေးဆရာတွေမှာပတ်စံရှိတယ်ဆိုရင်လည်းဘာဖြစ်လဲဆိုတော့သူတို့ရဲ့တက္ကမတွေသူတို့လှုပ်လိုက်တာအတင်းတော်မှာရှိတဲ့အသက်ကြီးတဲ့လူတွေဘာလဲဘယ်လိုခေါ်လဲကွယ်ဟိုပတ်စံရှိတဲ့သူတွေဘာလုပ်လိုက်လဲသူတို့ကအရှိဆုံးခုံမှာထိုင်ခိုင်းလိုက်တယ်ပြီးတော့မှဟိုယာဒူးတွေအာနာတွေပေးပလိုက်တယ်ဘုရားကျောင်းမှာလောက်ပိုင်ခွင့်တွေပေးလိုက်တယ်တော့လာမသိဘူးतू ကတော့ဘာဖြစ်သွားလဲဆိုတော့ तू အဲ့ဒီကော်မတီရဲ့စီမံခန့်ခွဲမှုအတိုင်း तू ကလိုက်လွန်ညီထွေဆိုတာ तू အလုံးလုံးပေးနေတဲ့၍ဒီပတ်စံရှိတဲ့သူတွေက तू ဘာလုပ်ပေးနေလဲ support လုပ်နေတယ်ထောက်ပံ့နေတယ်အဲ့ဒါနဲ့ခြေနဲ့နဲ့ဖွဲ့ရရှိတယ်အဲ့ဒါဖယားရဲ့ principle လုံးဝမဟုတ်ဘူးလုံးဝ principle မဟုတ်ဘူးမောရှေဘယ်သူရွေးကောက်လဲမောရှေကဘသူနဲ့တိုင်မင်းပြီးတော့မှမီတီနေထိုင်ပြီးတော့မှဟိုစားခီးသွားလဲ no မိုးတိမ်ဖះသွားဆိုသွားတယ်ဖះလာဆိုလာတယ်ဖះလှုပ်ဆိုလှုပ်တယ်အဲ့ဒီခေါင်းဆောင်လိုတာဒီခေတ်မှာအာမင်အဲ့ဒီခေါင်းဆောင်နောက်ကိုဝန်ခံခြင်းနဲ့လိုက်တတ်ဖို့အရေးကြီးတာဒါပဲမရညီကိုမောင်မတို့အတင်းတော်ရဲ့ကောင်စီကအတင်းတော်ဘာလို့ခေါ်လဲကော်မတီရလားဥဆောင်မှုနောက်ကိုလိုက်ရတာမဟုတ်ဘူးဒါမဲ့ဘာသာရေးအတင်းတော်တွေကြတော့ကြောက်တယ်လေသူတို့ကပတ်စံမရှိတော့မှကြောက်တော့ပတ်စံရှိတဲ့သူတွေအားလုံးဘာလုပ်ထားလဲနေရာပေးထားလိုက်တယ်အကုန်နေရာပေးထားတယ်နေရာပေးထားသူတို့ကလည်းပြောနေရောဘုရားကျောင်းမှာသူတို့စိတ်တိုင်းကြရွယ်လှုပ်ထားခိုင်းတော့သူတို့ okay နေတယ်နောက်ဆုံးအဲ့ဒီမှာရှိတဲ့တထေးတွေကတိုက်တဲ့ဝိုင်တောင်မှတင်းဥစရာတောက်လိုက်သေးတယ်တကယ်တော့သူတို့နဲ့မိတ္တဟာရတွေဖြစ်နေတာကျွန်တော်လက်တွေ့လို့ပြောနေတာအဲ့ဒီတထေးကကျွန်တော်ဖိတ်ခေါ်တယ်မြန်မာပြည်မှာနေတော့ကဖိတ်ခေါ်ပြီးတော့မှဝိုင်ဒပလင်းချထားတယ်ကျွန်တော်ဒေါသထွက်နေပြီမထီမဲ့မြင်လာပြုတ်နေတာပြီးတော့ဆရာလည်းတောက်ပါတယ်ကျမတို့တင်းဥဆရာတော်မှာတောက်သေးတာပဲတဲ့ဆရာထပြန်လာတာအဲ့ဒီမြို့သမီးတော်လေးချမ်းသာတဲ့မြို့သမီးအခုအကျွေးပတ်လဲဝိုင်းနေပြီဖယားမထီမဲ့မပြုနဲ့ပြီးတော့မှဖယားရဲ့နှုတ်ကပတ်တော်တည်ဆောင်တဲ့လူကိုမထီမဲ့မပြုနဲ့အာမင်မရအောင်မရမှတ်ထားကျွန်တော်တို့ကိုဘုရားသခင်ကပညာဆိုတဲ့ revelation ပေးထားပြီးသားဆိုတော့အဲ့ဒီပညာရထားတဲ့ revelation ရှိထားတဲ့လူတယောက်ကဘာဖြစ်လဲဆိုတော့ငါတနေ့အခါနာပြည်ထဲဝင်ရမယ်အာမင်ဟုတ်ပြီနော်
မှတ်ထားနော်ခန္ဓာပြည်ထဲဝင်ရမှာပဲမဟုတ်ဘူးအဲ့ဒီခန္ဓာပြည်မှာရှိတဲ့ဖျားပြင်ဆင်ထားတဲ့အကောင်းဆုံးနေနမိတ်ကိုငါသိမ့်ပိုက်မယ်အာမင်အဲ့ဒီ revelation သူရထားပြီးသားဆိုမှကြည့်လုံးလိုက်တယ်ထိုးနောက်၌ထိုနေ့ရက်၌မောရှေကသင်သည်ငါ၏ဖျားခင်ထွက်ဖျား၏နောက်တော့လုံးလိုက်တော့ကြောင့်အကယ်၍သင်နှင်းပြီးတော့မြေသည်အစင်အဆက်သင်၏အမွေသင်၏သားမြေတို့အမွေဖြစ်ရလိမ့်မယ်ကျိန်ဆိုတယ်ဒါဆိုရင်ကာလက်ကဖျားနဲ့လုံးလိုက်တာကိုလူသိန်းနဲ့သန်းနဲ့ချီရှိတဲ့လူတွေထဲမှာကာလက်ကိုမောရှေဘာလို့မြင်တာလဲပြောလေကာလက်ထူးခြားတယ်အာမင်ကာလက်ထူးခြားတယ်အာမင်ဘာလို့လဲသူများမလုံနိုင်လို့ပြောချင်မှာ तू အမြဲတမ်းဖြစ်ကိုဖြစ်တယ်အာမင်လုံနိုင်လိမ့်မယ်အဲ့ဒီခန္ဓာပြငါတို့အတွက်ဖြစ်တယ်အဲ့ဒီနေရာငါတို့အတွက်ဖြစ်တယ်အာမင်ပြီးတော့မှ तू ပို့ဆိုတာပြောပြမယ်မကြည့် तू ပြောတဲ့စကားအရန်ကောင်းတယ်လုံးလိုက်တော့ကြောင့်အကယ်၍သင်နှင်းပြီးတော့မြေသည်အကယ်စင်းသိမ့်မွေဖြစ်လိုက်မယ်လို့ပြန်ကျင်းဆိုတယ်ဣသလအမျိုးသည်တော၌လှည့်လည်စဉ်အခါထွားဖျားသည်ထို့သောမောရှေအားမိန့်တော်မူသောနေ့မှစ၍ကျွန်တော်ပြောပြမယ်ကျွန်တော်သင်တို့ကို prophet ပြုတဲ့အရာတွေအားလုံးကိုသင်တို့သေးသေးချာချာမှတ်ထားပါယေရှုပြုရင်ပြီးတော့ဆွဲလာမှာပြင်ဆင်ပါဒါမဲ့တခုတော့ရှိတယ် prophet ပြုတဲ့အရာတိဘာတာတင်အလိုလျောက်ရောက်လာမှာမဟုတ်ဘူးသင်ကိုယ်တိုင်ကခြေလန်းလှရတယ်သင်ကိုယ်တိုင်ကပြင်ဆင်ကြတယ်အာမင်ဟာလေလုယာဒီခါလေးမှာအဲ့ဒီနေရာကိုသင်ကိုယ်တိုင်တိုက်ယူရတာတွေရှိတယ်အာမင်မကြည့်ပြမယ်မိန်တော်မူသောနေ့မှစယခုတိုင်အောင်အမိန်တော်ရှိသေးတယ်အနှစ်45နှစ်ပတ်လုံးကျွန်ုပ်အသက်ကိုရှင်စေတော်မူသဖြင့်ယနေ့မှကျွန်ုပ်ဒီအနှစ်85နှစ်ရှိပါပြီ။ဘာပြောချင်တာလဲ။ဘယ်နှစ်ဆွဲလန်းတာလဲသူဖျားစကားအောင်။ဖျားကဘသူအဖြစ်ပြောထားတဲ့စကားလဲ။မောရှေအဖြစ်ပြောထားတဲ့စကားဘာလို့လာလဲ။သူဆွဲလန်းတယ်။ကျွန်တော်ရှောက်မပြောညီကိုမောင်မတို့ကျွန်တော်ကိုကွယ်နေချိန်မှာဝိညာဉ်တော်ပေါ်ပြပြီဆိုရင်ပြင်ဆင်တော့အာမင်အာမင်ဆရာလကားလျှောက်ပြောတာမဟုတ်ဆရာပြောတဲ့အရာတွေအားလုံးတကယ်တော့ဒီမီဒီယာတွေနောက်ပိုင်းတော့ပို့လောက်လာလိမ့်မယ်လို့ဆရာမြင်တယ်စတော့ဆရာမမီဒီယာဒီလိုကောင်းကောင်းလည်းမရှိတော့ဆရာ prophet ပြုထားတဲ့ဟာတွေအားလုံးသိချာမသိမ်းထားတဲ့အဖွဲ့တွေအများကြီးရှိတယ်အခုဖြစ်နေတဲ့ဟာတွေအားလုံးဆရာ prophet ပြုထားတဲ့အကုန်ဖြစ်နေတာအာမင်အာမင်ဆရာအာလီရှောင်းလာပြန်လာစားဆရာအာလီရှောင်းကသူကြောက်စိမ့်လောကမှာလုံနေတဲ့အချိန်မှာဆရာနောက်ကိုသူလိုက်နေတဲ့စားလိုက်တယ်သူ့ဘာသာသူကြောက်လောကမှာသူရှိနေတယ်အဲ့ဒီရှိနေတဲ့အချိန်မှာဆရာနဲ့သူကနေပြီးတော့တောက်လျှောက်သူလိုက်တဲ့ခါမှာဖအောင်လိုက်တာတဲ့လမ်းမှာလိုက်နဲ့ဆရာကိုဖခင်စကားပြောနေပြီဘာပြောလဲဆရာအာလီရှောင်းရပြီကျွန်တော်ဆရာပြောတာတရားဟောမဲ့လူဟုတ်တယ်ဒီသလုံးပဲပြောသွားတယ်ဆရာဒါပဲပြောတယ်အဲ့ချိန်မှာကျွန်တော်နာမည်တော့ဆရာကောင်းမသိဘူးအဲ့တော့မခင်သေးဘူးနော်မခင်သေးဘူးဆရာအဲ့ချိန်မှာတော့ဆရာကိုချောင်းလို့ပဲခေါ်မယ်နော်တဲ့ကျွန်တော်နာမည်အလီရှောင်းဆိုတော့ဆရာအဲ့လိုတခါတည်းခေါ်ဖို့နည်းနည်းဟောပြောပေါ့ used to မဖြစ်သေးတော့ကိုချောင်းလို့ခေါ်မယ်နော်ဆိုတော့ဆရာနာမည်ပေးမှတရားဟောမဲ့လူဟုတ်တယ်ဆိုမှကျွန်တော်လက်ညှိုးထိုးမှပြောသွားတာဆရာအဲ့လိုပြောပြီဆိုရင်သင်တော်တည်းထားမို့ဆရာကြီးလို့လာပြောတာမဟုတ်ဘူးနော်ညီကောင်မောင်မဆရာနဲ့ပေါင်းကြည့်ဆရာလုံးဝလူငယ်လိုပဲနေတယ်ကောင်အဲ့လေတကယ်ပဲအဲ့ဒါတကယ်ပဲအချို့ကလည်းမပြေဘူးအဲ့လေရပါတယ်မို့ serious အားလုံးသိတယ်ကျွန်တော်မောင်နှမလို့ညီကောင်မောင်နှမအဲ့လိုပေါင်းတယ်ဒါပေမဲ့အဲ့လိုပေါင်းလို့လည်းတစ်ခါလေမရဘူးဆရာကြီးကြိုက်ပဲပြန်နေပေးရတယ်ဟိုအရင်ရောဝင်လိုက်ရင်ခွေးလေးရောဝင်နေရက်ပရက်ဆိုတဲ့အဖွဲရရှိတော့ဟမ်ပရက်နဲ့ရဲ့တခုပေါ့ကွာဒီလိုဖြစ်တဲ့ဖွဲ့တွေကြောင့်ဆရာလဲခတ်တီနဲ့ပြန်နေရတဲ့ဘိုင်းရှိတယ်ခင်ဗျဘလောက်ပဲဖျားလူတယ်ခင်ဗျတို့ရိုသေးတမှုနဲ့ပြန်ပေါင်းအာမင်အဲ့ဒါရေရှည်ခံတယ်အာမင်ခါလေးမနည်းနည်းပေါင်းလိုက်အဲ့လိုဒီရှော့လုပ်တဲ့ဖွဲ့ရှိတယ်ဆရာလဲအဲ့ဒါနဲ့နည်းနည်းခွာလေးနေလိုက်ရတယ်ဆရာလေးရှောင်းဆရာပြောတယ်အဲ့တော့နော်အဲ့တိုင်းပြောတယ်အချိန်တူရောက်လာတဲ့အခါမှာကြည့်သူတရားဟောနေပြီလေကိုအာမင်တရားဟောနေပြီသူအာမင်အဲ့ဒီတုန်းကဆရာပြောတဲ့အချိန်တော့သူတရားဟောမယ်ဆိုတဲ့အကြံစီရှိလားမရှိဘူးဆရာလုံးဝမရှိဘူးတွေးဖို့မတွေးထားဘူး
မတွေးထားမတွေးထားဘူးဒါပေမဲ့ तू အများကြီးပြင်တယ်အဲ့အတွက် तू ပြင်ဆင်တယ်အများကြီးလည်းပြင်တယ်သူ့ရဲ့စိတ်နေစိတ်ထားက तू ပြောတာလုံးမကြိုက်တယ်ဒါသူ့ရဲ့တွေးခေါ် तू လောက်တာ तू ပြောလို့မလုပ်ဘူးဆိုရင် तू တော် तू နေလို့မရတော့ तू อ่ะဒါမဲ့ဆရာသူ့ကိုပြောတဲ့အခါမှာ तू မျက်ရည်ပေါက်ကြပြီးတော့မှ तू ဝန်ခံတဲ့အပိုင်းတွေအများကြီးရှိတယ်ဟုတ်လားဆရာပြောချင်တာအခုဒီတင်းတော့ဆရာသူ့ကိုအလိုက်တယ်မြင်လားမသိဆရာပြောချင်တယ်မြင်လားမသိဘူးဆရာပြောတဲ့အတိုင်းသူတို့တက်တာတွေမှာအကုန်မဖြစ်လာဘူးလားဒါပဲတက်တွေအများကြီးပြဆရာမလို့โอเคဆရာခုထပ်ပြောပြမယ်ဆရာဆိုင်အောင်ပါမလဲဆရာဆိုင်အောင်ကိုဆရာ proper ပြုတယ်โอเคနော်ဆရာ အခုဒီနေ့မှာဆရာဟို Victor proper ပြုတယ်တော်လားကြည်ထားလေဟုတ်လားမဟုတ်လားဆိုတာကြည်ထားဒီသမီးကိုဆရာသမီးမဟုတ်โอเคလေဆာလုံးဘယ်ရောက်သွားလဲအော်သူတို့ကသူတို့ proper ပြုထားတဲ့ဟာတွေအားလုံးကကြည်ထားမယုံရင်အချိန်တစ်ခုရောက်လာတယ်ဆရာဆိုင်အောင်ကသူက drum တီးနေတဲ့သူက drum တီးနေလို့2018မှာဆရာ proper ပြုတယ်သူဟုတ်လားပြောပြပါဦးညီလေးအဲ့ဒီတာမွေရတင်းတော်တစ်ခုပါဆရာတရားဟောပွဲအဲ့ဒီမှာကျွန်တော်လည်းသွားတယ်ဒါပေမဲ့အဲ့မှာဆရာတရားဟောပွဲပြီးရတယ်ဆရာရင်ခဏလိုက်ခဲ့ဆိုပြီးဆရာခေါ်တယ်ဆရာအဲ့ဟိုပေါ့တောက်ပလာအိမ်မှာပေါ့နော်ဆရာရင်ရောက်တယ်နဲ့ဆရာအဲ့ဒီကျွန်တော် prophet ပြုတယ်ညီလေးတင်းအိုးလောက်ရမယ်တင်းအိုးဖြစ်လာမယ်ဘုရားသခင်ကတင်းအိုးနေနဲ့ဟိုပေါ့တော့ပြုမယ်ဆိုပြီးတော့မှဆရာအဲ့ဒီကနေကျွန်တော်အဲ့ဒီ prophet ပြုလိုက်တာဖြစ်တယ်2018မှာနော်2018မှာ prophet ပြုတယ်ဆရာခုပြောရမလား तू ကသင်းအုပ်တယ်တော့ပြန်လဲဆွဲခေါ်ရတဲ့သူတယောက်ပြန်ဖြစ်လာပြီခုအာမင်အခုမဲဆိုင်မှာ तू ရောက်သွားပြီးတဲ့ချိန်မှာများစွာသောအသီးပွင့်နေအများကြီးမြင်တွေ့ရတဲ့စင်တီဘုရားရှင်စတင်ကောင်းကြီးပေးနေပြီဟာလေလုယာဆရာပြောပြမယ်ဆရာညီလေးတွေ့ဆရာအခု ready ဖြစ်နေပြီအခုဆရာဥစ္စာတို့ဆိုလဲဆရာစိတ်ချတဲ့သူတွေဖြစ်လာပြီအာမင်စိတ်ဆရာအလိရှောင်စိတ်ချတဲ့ဖြစ်လာအခုကြည့်သူ့ဘယ်နေရာပို့အသင်းတော်တွေဖြစ်လာတော့မယ်ဆိုတော့ဆရာဝိညာဉ်ထဲသိနေပြီအာမင်ဒီမဲဆိုင်တို့တာချီလိတ်တို့ပြီးသွားပြီဆိုရင် तू ဘယ်သွားတော့မှာလဲသူကဘသူ့ကိုဆွဲခေါ်လာတယ်ဆရာလေးမေတို့ဆရာမလေးမေတို့ဆွဲခေါ်တယ်ဆရာဟလာပြီးတော့ဘသူတွေရှိလဲဆရာရွှေတို့ဆွဲခေါ်တယ်သူတို့တွေဝုန်းဆိုတက်သွားပြီဆိုရင်သူ့ကိုဖျားပဲပို့တော့မလဲဩစတြေးလျခဏပို့မယ်ဩစတြေးလျပို့လို့သူဩစတြေးလျပတ်ဆိုရပြီဆိုတော့ဆရာသူ့ကိုပြန်ခေါ်တော့မှာခေါ်ပြီးတော့ဆရာဩစတြေးလျမှာထားမှာမဟုတ်ဆရာနေရတကမှာဖျားပို့ဆောင်ခိုင်းနေအောင်လိုက်ထိုးပေါက်ခိုင်းတော့မှာအဲ့ဒါသူ့ရဲ့အလုပ်ပဲလေဆရာအလကားသူ့ကိုဖျားတခင်ဩစတြေးလျပတ်ဆိုပေးတာမှမဟုတ်တာချားတော့မှာအာမင်ဒီတိုင်းပဲဆရာအလိရှောင်လည်းပဲဒီမှာဆရာထားတာခဏပြောရမလား तू ကသူ့ရဲ့ဝိညာဉ်ဖခင်တော့ပဲ तू လိုက်မှာပဲလေဆိုတော့ဘာလို့မှဒီထဲမှာဖခင်ထပ်ပြီးမွေးထုတ်ရတဲ့ခွင့်ဖခင်ပြင်ဆင်ပေးဦးမယ်ဟာလေလုယာဟဲ့တို့ generation ဆိုတာကကိုတယောက်ပဲပြီးသွားတဲ့ generation မို့အားလုံးပြန်ဆွဲခေါ်ပြီးတော့အားလုံးကိုနေပယ်ဒီအကုန်ချက်ထွင်ပြီးတော့ဆွဲခေါ်ပြီးချီးမြှောက်မယ် generation ပဲအာမင်ဆရာဆွဲထုတ်မယ်ဆိုဒီထဲမှာအများကြီးဆရာ prophet ပြုတာထားတဲ့လူတွေဖြစ်နေတာအများကြီးပဲအာမင် yes အာမင်အဲ့ဒီမှာကြီးဂျပန်ဆရာမထထသူ prophet ပြုတော့သူ့ကိုသူတော့သူမယုံနိုင်ဘူးပြောမယ်ဆိုအများကြီးမချီညီကိုမောင်မတော်ဆရာ thank you ပါဆရာတို့အားလုံးကျော်ညီလေးတွေခုဖျားခင်ကြီးမဆိုအသုံးပြဆရာပြောတယ်ဒီထက်တာပြီးတော့ဖျားချီးမြှောက်မှာဒါမှမဟုတ်အစပဲရှိသေးတယ်ဖျားတိုင်ချီးမြှောက်မှာအာမင်ရှင်းပြောပြမယ်ဆရာမဲဆိုင်တို့တာချီလေးဆိုကျွန်တော်ညီလေးကိုပို့လိုက်တယ်
ဆရာစိတ်ချသွားပြီအမဆရာလက်ကြည့်ကြတော့မလို့မသွားချင်လို့ပြောတာတော့မဟုတ်မသွားလို့လည်းရသွားပြီဆရာသိတယ်ဒီမှာဆရာမလေးမေတို့ဆိုအတကုံဆော်တော့မှာဆော်တော့မှာဆရာကြားတယ်သူ့ကိုတဲ့ဝါတင်းကျုပ်ကထုတ်လိုက်တယ်တဲ့ဟာလေလုယာဘာလို့ဆိုတော့ तू ဟိုအဲ့ဒီထွက်တော့မှာပဲသူနိုင်ငံတကာလူမျိုးတကာအတွက် तू အကုန်လုံးချတော့မှာဘောင်ထက်နဲ့လွတ်သွားတဲ့ခွင့်ဖခင်ပြင်ဆင်ပေးလိုက်ပြီဘောင်တစ်ခုထဲမှာဘယ်တော့မနေနဲ့ဖခင်တားချီးမြှောက်မယ်အာမင်ဟာလေလုယာဖခင်ချီးမြှောက်မဲ့ဖွဲ့တွေအများကြီးအာမင်ဒီထဲမှာဖခင်ချီးမြှောက်မဲ့သူတွေကြီးပဲဟာလေလုယာနောက်ဆရာဘာကိုအားပေးရှင်လဲဆိုတဲ့အခါမှာဒီနေ့ဒီမှာရှိတဲ့ညီကောင်မောင်မအားလုံးဖခင်နဲ့ပတ်သက်လာ revelation မရအောင်ယူကြအာမင် revelation ကခရစ်တော်ကိုယထားတဲ့လူတွေရဲ့အသက်တာမှာဖခင်သခင်ကလုံးဝအမွေအဖြစ်ပေးထားတာအာမင် hallelujah လာတိုင်းမှာမတူတဲ့ revelation နဲ့နှစ်တိုင်းမှာမတူတဲ့ revelation ဖခင်အမြဲတမ်းပေးတယ်ဖခင်အာမင်အာမင်ဖခင်ကိုရပါ revelation မရှိဆိုခင်ဗျမိတ်တရားမရှိလို့ပဲမရှိတာဟုတ်တယ်ဆရာပြမသိချင်တော့ခရစ်တော်ရပြီးတော့မှမိတ္တဟာယအမြဲတမ်းဖွဲ့နေတဲ့လူရဲ့အသက်တာ revelation ရအောင်ရတယ်အာမင်အဲ့ဒီ revelation ကသင်ရဲ့အသက်တာတော့မင်္ဂလာအများကြီးတည်ဆောင်လာတာအာမင်အာမင်အာမင် so ဘယ်သူက fellowship ရှိနေလဲ fellowship ရှိတဲ့သူက revelation ရှိကိုရှိတယ်အာမင်ဟာလာမောရှေနောက်ကိုလိုက်တဲ့သူထဲမှာ revelation တကယ်ရှိတာကယောရှုနဲ့ကာလပဲရှိတယ်ဒါဆိုရင်ဘာဖြစ်လို့ revelation ရှိတာလဲသူတို့မှာ fellowship ရှိလို့ဘာရှိလဲ fellowship ညီကောင်မောင်တို့ fellowship မရှိဘဲနဲ့ဘာမရှိဘူးလဲ revelation မရှိဘာမရှိဘူးလဲ revelation မရှိဘူးဆိုရင်သင်နောက်ကိုဘာမှ provision လည်းလိုက်လာမှာမဟုတ်ဘူး provision ဆိုတဲ့မဆာခြင်းဖခင်ရဲ့မဆာခြင်းရှိကိုရှိတယ်အာမင်ဆရာအလကားပြောတာမဟုတ်ဘူးမကြည့်ဆရာဒေးဗစ်လာတော့ရတဲ့တရားဟောကောင်းတဲ့အတွက်ကြောင့်အလူငွေတွေနဲ့ချမ်းသာနေတာဒါဆိုလဲဟောကောင်းလုပ်ကြလေဟောကောင်းလုပ်ကြပြီးတော့မှတခုရှိတယ်သူတို့ထင်တာနားထောင်တဲ့လူတွေငတုံးနေလို့ထင်နေတာမြင်လားမသိကြီးကိုမောင်းတော့နားထောင်တဲ့လူတွေငတုံးမဟုတ်ဘူးသူတို့အသက်မရရင်သူတို့နားမထောင်ဘူးသူတို့အတွက်ဘာမှအရသာမရှိဘူးဆိုနားထောင်စရာဘာအကြောင်းမှမရှိဘူးမှတ်ထားညီကိုမောင်းမတို့ဒီနားထောင်လို့ဘာမှအရသာမရှိဘူးဆိုဆက်နားထောင်စရာအကြောင်းဘာမှမရှိတော့တာသူတို့အတွက်ဘာမရောက်ဆိုနားထောင်စရာဘာအကြောင်းမှမရှိဘူးဘာလို့သူတို့နားထောင်တာလဲလို့ဒီနေ့ထိသူတို့မှာတတ်သိရှိတယ်သူတို့မှာတတ်သိရှိတယ်ဒါဆိုရင်အဲ့ဒီတတ်သိရဘယ်ကနေရတာလဲ revelation ကနေရတာ hallelujah အဲ့ဆရာတို့ဟောနေတဲ့ဟာတွေအားလုံးကစာအုပ်တွေဖတ်ပြီးတော့မှစာအုပ်တွေထဲနဲ့စီကြတွေရေးချထားပြီးတော့မှနံပါတ်1ပါဟောမယ်နံပါတ်2ပါဟောမယ်နံပါတ်3ပါဟောမယ်အဲ့ဒါနဲ့တွားတာမဟုတ် revelation နဲ့တွားတဲ့အတွက်ကြောင့် hallelujah ထိသွားတာပဲဆရာရဲ့တရားဟောချက်ထဲမှာခေါင်းစဉ်တစ်ခုပဲရှိတာမဟုတ်အများကြီးရှိတယ်အဲ့ဒီထဲကနေထိချင်တဲ့လူကထိသွားတာသူနဲ့သက်ဆိုင်တဲ့သူကသူ့ရဲ့တရားဟောချက်နဲ့သူထိသွားတာပဲဆရာတော့ bread ဆိုချလိုက်တာပဲအဲ့ဒီထဲကနေလိုချင်တဲ့သူယူသွားပေါ့ဒီလိုသွားတာဘုရားပြောခိုင်းတဲ့စကားတွေဆရာပြောမှာပဲစီလောတယ်မစီလောတာလေဆရာမသိပါဘူးအရှင်းအောင်ညီးတာမညီးတာလေဆရာမသိပါဘူးဒါပေမဲ့ဘုရားပြောခိုင်းတဲ့စကားပဲဆရာပြောတယ်ဆိုတော့တခုပဲရှိတယ်ညီကောင်မောင်တို့မှတ်ထားပေးအရေးကြီးဆုံးကသင်ယေရှုချစ်ရမယ်ဒါပဲချစ်ရင်ဘာလုပ်လဲမိသားဖွဲ့တယ်ချစ်ဘာလုပ်လဲ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 ဖယားမှုတော်ဆောင်တဲ့အခါမှာဖယားကိုချစ်ဖို့ပဲရည်ကြည်တယ်ချစ်ဘာလုပ်လဲမိသားဖွဲ့တယ်ချစ်တော့ဘာလုပ်လဲမိသားဖွဲ့တဲ့အခါမှာအဲ့ဒီထဲနဲ့ဘာစီးထွက်လာလဲ revelation အဲ့ revelation ရှိတဲ့သူရဲ့နောက်ကိုအနောက်ကနေ blessing က share လိုက်တယ် hallelujah သင်ရဲ့နောက်ကဘာလိုက်နေလဲခေါင်းကြီးက share လိုက်နေတယ် hallelujahဆရာတော့မသိဘူးအခုကဆရာလုံးဝမယ့်အရာတွေပဲဆရာငွေချစ်တော့ဘာမှမပူပူတာဘာမှလည်းမပူပူတာတော့အဲ့ဒီပျောက်ဆုံးတဲ့ဝိညာဉ်တွေတွတ်တော့ပူတယ်အဲ့ဒီလူတွေအတွက်ဆရာဘလို့ဖိုးခပြီးတော့လှုပ်ဆောင်မလဲအခုဆိုရင်ဆရာတရားဟောပွဲတွေမြောက်များစွာကိုဆရာတို့ကိုယ်တိုင်စီစဉ်တာဘယ်နိုင်ငံမှာတရားဟောပွဲပဲလှုပ်လို့အဲ့ဒီတရားဟောပွဲအတွက် share
ဒေါ်လာသိန်းနဲ့ချီတော့အကုန်ကြခံတော့ဒီတစ်နှစ်လုံးမှာဆရာတရားဟောပွဲတွေစော်တော့မှာအာမင်ဘာဖြစ်လို့လဲဖခင် revelation လာပြီဆရာလှုပ်ရှင်တယ်2000ဟလာဟို2022လောက်ကလေးအဲ့ဒါလှုပ်ရှင်မဲ့အခုမှချိန်ရောက်တာအခုချိန်ရောက်လာပြီအခုချိန်ရောက်လာခါမှလဲကျွန်တော်ညီလေးတွေကအားလုံးကသူတို့ဟာနဲ့သူတို့ဖိုးကြတို့ဆိုလဲသူတို့ဟာနဲ့သူတို့အရှိန်ဟုန်နေရှိလာပြီဒီ2026မှာဆိုပို့ပြီးတော့မှဖိုးကြတို့ဟာရိတ်သိမ်းမဲ့ဟလာဆရာပေါ်တို့ရိတ်သိမ်းတော့မယ်သူတို့တွေဒီမှာလဲဆရာရွှေတို့ဟလာဆရာမလေးမေတို့ဆော်ရမယ်ဟုတ်မှာဟာလေလုယာဒီဘက်မှာလဲဆရာရှောင်းတို့ဆော်ရမယ်ဆရာယုံကြည်တယ်ဆရာကောင်းကြီးပေးတယ်ဆရာတော့ဘာလို့မလဲရှေ့ရနေပြီးတော့မှသွားပြီးတော့မှရိတ်သိမ်းပွဲတွေရှေ့ရိတ်သိမ်းမယ်နိုင်ငံတကာမှာရိတ်သိမ်းမယ်Brazil တွေရိတ်သိမ်းမယ် Spanish တွေရိတ်သိမ်းမယ် Portuguese တွေရိတ်သိမ်းမယ် Mexican တွေကိုရိတ်သိမ်းမယ် American တွေရိတ်သိမ်းမယ် African တွေရိတ်သိမ်းမယ်တရုတ်တွေရိတ်သိမ်းမယ်ကလားတွေ Indian တွေကိုရိတ်သိမ်းမယ်အာမင် Hallelujah Hallelujah အဲ့ဒီလုံနေတဲ့အရာတွေအလုံးမင်္ဂလာတွေကဆရာနဲ့ပတ်သက်ဆက်ဆံတဲ့မိသားစုတွေထဲမှာရေးရေးလဲလဲအဲ့ဒီမင်္ဂလာတွေစီးဆင်းမယ်နှိုးထားမှုတွေအကြီးကျယ်ဖြစ်နေလိမ့်မယ်ထပ်ပြောမယ်အဲ့ဒီသွားနေတဲ့အနောက်မှာလည်းပဲဒီအသင်းတော်တွေကနေပြီးတော့မှဟာလာဖခင်နိုင်ငံအတွက် international blessing ရဖို့အဲ့ဒီ international conference တွေကိုသင်တို့စိုက်ပြောစားအာမင်စိုက်ပြောစားအဲ့မှာကြီးထွားမယ်စိုက်ပြောစားပါဝင်စားတင်တော့ငါတို့ဝိညာဉ်ဖခင်ရှိရနေစော်နေပြီအဲ့ထဲမှာငါတို့လည်းမျိုးစေ့ချမယ်ငါတို့အသင်းတော်တွေမျိုးစေ့ချမယ်ငါတို့အသင်းတော်တွေဘာလုပ်မလဲငါတို့အသင်းတော်တွေစတင်တော့ရှေ့ရဝင်မယ်ရှေ့ရဝင်မယ်ရှေ့ရဝင်မယ်အာမင်အာမင်ဇာတင်တို့စိတ်ချစွာနဲ့အကုန်လွှဲခဲ့ပြီလေလောမတော်သမီးတွေစောခရစ်တော်ရဲ့အသင်းတော်ချစ်ရှာပနနဲ့တင်တို့နဲ့တူတူနေပေးခဲ့လေ2023ရဲ့အသင်းတော်စတယ်မဟုတ်လားဟမ်တောက်လျှောက်ရှာနေပေးခဲ့ပြီချတော့ဖခင်နဲ့အကူလို့ဆွဲရှာကြိုးတင်ပြောပြီးပတ်သက်လှည့်မကြည့်တော့ဘူးညတို့စောတော့ဖခင်အကူလို့စောဘာသာပေးခဲ့တယ်နော်အခုပြန်ဆိုင်ကြအကုန်အာမင်ပြန်ဆိုင်အဲ့တင်တို့ site တဲ့ leguin ရ international leguin ဖြစ်သွားပြီအာမင် hallelujah international leguin ဖြစ်သွားပြီအာမင် hallelujah အာမင်ချာတော့အဲ့ဒါမှတစ်ခုပဲရှိတယ် design မမချအာမင် design မမလိုက်ချက်ပြောပြမယ်ဖျားမှုတော်ဆောင်တယ်ဆိုတာတချို့တော့အိမ်တောင်နဲ့ပြောတယ်ဆရာတော်ကဖျားမှုတော်ဆောင်တာနဲ့ပြောမယ်ဖျားမှုတော်ဆောင်ခြင်းကဘာနဲ့တွေ့တယ်လားလေရင်စီးသလိုပဲလမ်းခလဲမှာခုံချဖို့မစင်စားနဲ့โอเคအဆုံးထိလိုက်အဖျားမှုတော်ဆောင်တာနွားလဲစီးတာမို့လေရင်စီးတာနွားလဲစီးတယ်ဆိုရင်တော့ဖင်ညောင်းတယ်ဆိုတော့တင်လမ်းတော့မှာခဏခုံချလို့ရမယ်လေရင်စီးတာလမ်းတော့မှာတင်ခုံချလို့မရဘူးအဆုံးထိတင်သွားရမယ်အဆုံးထိတင်သွားရမယ်အဆုံးထိတင်လိုက်ရမယ်ဟာလေလုယာတင်တော့နွားလဲစီးတဲ့ဖွဲ့မို့တင်ကလေရင်စီးတဲ့ဖွဲ့တွေတင်တော့နွားလဲစီးတဲ့ဖွဲ့တယ်မို့လေရင်စီးတဲ့ဖွဲ့တွေလာခလဲမှာစိတ်တကြလို့ငါအမှုတော်မဆောင်လို့ဆိုခုံချရင်ခေါ်ရမှုရှိမရှိတယ်ဟာလေရင်ကွင်းဟိုဘက်လေရင်ကွင်းဒီဘက်လေရင်ကွင်းခလဲမှာခင်ဗျစိတ်တကြလို့မစီးချင်ဘူးဆိုတော့ခုံချိုင်တော့ခေါ်တော်မူတန်ကိုကျွန်ုပ်ကြရပြီဒါပဲလာမယ်ဟာလေလုယာနှုတ်ဖခင်နဲ့သွားမယ်ငါအဆုံးထိလိုက်မယ်အာမင်ဟာလေလုယာအမေတခုရှိတယ်ဖခင်နဲ့သွားလို့အဆုံးထိသွားလမ်းခလဲမှာမုန်တိုင်းတော့ရှိနိုင်တယ်ဒါပေမဲ့အဲ့ဒီမုန်တိုင်းကျန်းလေယေရှုကအနီးနားကိုတာရေရောက်လာလေပဲHallelujah အဲ့ဒီမုန်တိုင်းချမ်းလေအဲ့ဒီမုန်တိုင်းကိုငြိမ်းပေးမဲ့အရှင်ကတင့်နာကိုတာရဲ့နီးတဲ့နီးလာလေပဲအာမင်မုန်တိုင်းကိုငြိမ်းစေတဲ့အရှင်ကတင့်ရဲ့အရှင်ဖြစ်တယ်တင့်ကိုတိတ်ချစ်တဲ့အရှင်ဖြစ်တယ်အဲ့ဒီမုန်တိုင်းကိုငြိမ်းစေတဲ့အရှင်က
တင်းကိုမုန်တိုင်းကိုဖယ်ရှားပေးတာတော့မဟုတ်ပေမဲ့အဲ့ဒီမုန်တိုင်းထဲမှာသူရှိကြောင်းကိုအရင်ပြလိမ့်မယ်ဟာလေလုယာပြီးတဲ့အခါကျတော့မုန်တိုင်းကိုငြိမ်းပေးတဲ့ဘုရားရှင်ဖြစ်တယ်အာမင်ဟာလေလုယာဟာလေလုယာပြောမုန်တိုင်းကိုမကြောက်နဲ့မုန်တိုင်းကိုငြိမ်းစေတဲ့ဘုရားရှိတယ်ဟာလေလုယာလမ်းခလဲမှာတင်ဆုံးရှုံးမှလည်းမကြောက်နဲ့အဆုံးထိပို့ဆောင်မဲ့ဘုရားရှိတယ်အဆုံးထိပို့ဆောင်မဲ့ဘုရားရှိတယ်ဟာလေလုယာစိတ်တကြပြီးတော့တင်အမှုတော်ထဲကထွက်မယ်ဆိုတဲ့စိတ်တစမှမထားနဲ့တင်တော့ပြင်ဆင်ထားတဲ့နေနမိတ်နဲ့တင်လွတ်သွားလိမ့်မယ်ဟာလေလုယာအမွေခံရနေမျိုးကိုသိမ့်ပတ်ရှင်တဲ့သူနဲ့လမ်းတော်မှာပြန်လဲဖို့မစင်စားနဲ့စိတ်တကြဖို့မစင်စားနဲ့စိတ်ပြတ်ဖို့မစင်စားနဲ့အရှုံးပေးဖို့မစင်စားနဲ့ဟာလေလုယာတင်ကိုကယ်မဲ့ယေရှုဟာ help is on the way တင်ကိုမဆာမဲ့အရှင်ကရေပေါ်မှာလမ်းလျှောက်လာတယ်တင်ကိုမဆာမဲ့အရှင်ကရေပေါ်မှာလမ်းလျှောက်လာတယ်တင်ကိုမဆာတဲ့ရှင်ကရေပေါ်မှာလမ်းလျှောက်လာတယ်နောက်တစ်ခုထပ်ပြောဦးမယ်တင်ကိုမဆာမဲ့ရှင်ကမုန်တိုင်းထဲမှာတင်ကိုပြစ်ထားတဲ့ဘုရားမဟုတ်ဘူးဟာလေလုယာတင်နဲ့အတူရှိတဲ့ဘုရားအဲ့မှာတဆင့်တက်မယ်မုန်တိုင်းထဲမှာတင်နဲ့အတူရှိတဲ့ဘုရားကမုန်တိုင်းကိုအရင်မငြိမ်းပေးဘူးတင်ကိုမုန်တိုင်းငြိမ်းတက်ဖို့တင်သူတင်ပေးလိမ့်မယ်တော့တင်ကိုဘာပြောလဲဘုရားအဲ့မုန်တိုင်းထဲမှာနစ်လူမတက်ဖြစ်တဲ့သူဘုရားဘာပြောလဲမကြည့် revelation လာပြီလုံးဝကြောက်နေပြီကွာလုံးဝကြောက်နေပြီဘာလို့ကြောက်တာလဲပြောဘာလို့ကြောက်တာလဲမုန်တိုင်းကရေထဲကိုဆွဲချတော့မယ်ရေအောက်ရောက်မှသူကြောက်နေပြီဒါပေမဲ့ဖယားကမင်းရေအောက်ရောက်မှမင်းမကြောက်နဲ့ငါမင်းကိုရေပေါ်မှာရှောက်စေခြင်းနဲ့ဖယား hallelujah 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 မုန်တိုင်းအရင်မငြိမ်းပေးဘူးအဲ့ဒီမုန်တိုင်းထပ်မှတင့်ကိုစိုးစားစေခြင်းနဲ့ဖယားမုန်အာရာပါစေတီရာခပါမုန်တိုင်းကိုမငြိမ်းပေးဘူးအဲ့ဒီမုန်တိုင်းကမင်းအောက်မှာပဲရှိရမယ်Hallelujah. Mondai Zakara City Yakaba. Oh Rabba Sotoro Hobo City Yakaba. Madekani Salinema. Oh hallelujah. Mondai Manye Bebu. Mondai go the Sama Kuma side of the position. Mondai Manye Bebu, that meant Mondai Apoma. Nhắc xin ta gì mong đánh thế mà tụi giao lại bị lệ cô rồi giao lại bị Giêsu giao lại bị Giêsu giao lại đấy khám hôm mà mong đánh thằng này bà đấy xuống mà bây giờ à cô rồi phải cho nó hiểu mà lại sao là mình gì bà Amen Amen hey mong đánh thế mà tiền không phải biểu phèo I want to be like you, Lord Jesus. I want to be like you. Mong nãy thế mà ítပြောတဲ့သူအရင်ဖြစ်ပြစေ။မုန်တိုင်းထဲမှာဟီမန်လမ်းလျှောက်တဲ့သူဖြစ်ရှင်တယ်